자면나 아이가 하. 저 리스닝이 배는 이상 31 ကနေပြန် ဆက်စားတော့မယ်နော်30လေးပြီးသွားပြီဆိုတော့31 32ပေါ့သူကဘာပုတ်လဲဆိုကြည့်လို့ तू အကုန်လုံးခြုံပြောရမယ်ကျတော့ထိုးတုံးဆိုတာကျတော့ဘာလဲသိလားထိုးတုံးဆိုတာအတစ်ဖက်နဲ့တစ်ဖက်ပေါ့နော်ကျတော့ဗာစကရီလူတာကိုပြောတာတစ်ဖက်နဲ့တစ်ဖက်ဟာလားအဲ့လိုပုံစံပြောတာထိပေးလို့တာပေါ့ဟုတ်လားနော်တစ်ဖက်ကလည်းမဟုတ်ဘူးငါကတော့ဒီလိုမှန်တယ်ငါကတော့ဒီလိုထင်တယ်မဟုတ်ဘူးတစ်ဖက်ကကြတော့လေအဲ့လိုပြောနေအဲ့ဒါတော့မဟုတ်ဘူးနော်ဟုတ်လားနော်ကျတို့စကရီလူကြမှာပေါ့နော်သူနိုင်ကိုနိုင်အဲ့လိုမျိုးပုံစံတစ်ဖက်နဲ့တစ်ဖက်အပြန်လဲအကြောင်းအရာကိစ္စတစ်ခုခုနဲ့ပတ်သက်ပြီးဘာလုပ်ကြမလဲဆိုရင်ညင်းညမှာခုံညမှာဟုတ်လားနော်တစ်ဖက်ကတော့လေငါကတော့ဒီလိုအကြောင်းအရာရှိတော့ငါကတော့ဒီလိုဖြစ်ရမယ်လို့ထင်တယ်မဟုတ်ဘူးဟိုဘက်ကကြတော့လေနော်အဲ့လိုမျိုးကျတို့ထိုးတော့အပြန်လဲညင်းကြမယ်ခုံကြမယ်ပေါ့အဲ့လိုပုံစံအဲ့တော့ကျွန်တော်အရင်ဆုံးသူကဒီမှာပေးထားတာပေါ့နော်ဒီကီ31 32ကတဲ့문제를풀기전에ကျွန်တော်ဗာလဲဆိုရင်ဒီမေးခွန်းကိုမဖြေရှင်းခင်မှာအရင်ဆုံး반드시 남자인지 여자인지သူကဒီမှာလာလိမ့်မယ်남자의 중심 생각လိုမျိုးလားဟာလားနော်여자의 중심 생각လိုမျိုးလားဟာလားနော်အဲ့ဒါကျွန်တော်ဒီမှာမေးခွန်းမှာ남자라 여자라ဒီမှာ남자의 생각으로ဒီမှာ남자라ဟာလားနော်ဒီဟာ남자라 여자라ဆိုတာမေးခွန်းကိုတေချာကြည့်မယ်မေကုံကိုတေချာကြည့်မယ်အဲ့ဒါပြီးမှနမ်ကြားဆိုရင်နမ်ကြားပြီးတော့တေချာနားထောင်မယ်ဟာလားနော်အဲ့လိုပုံစံအဲ့တော့ပုံမှန်ဆိုရင်တော့နမ်ယောဟာလားနော်အဲ့လိုမျိုးပုံစံဒါမှမဟုတ်လေယောနမ်အဲ့လိုမျိုးလာပဲမနော်လာတယ်တဲ့가끔 대화가 줄 때도 있다တဲ့ဟာလားနော်ထိုးတုံးနဲ့ပတ်သက်ပြီးတော့주제가ဘယ်လိုကြောင်းဟာလဲလာလဲဆိုရင်နော်최신 사회 문제 최신ခုလက်တလုံးမှာဒီ society မှာဖြစ်နေတဲ့ 문제 ပြဿနာမျိုးတွေနောက်တစ်ခုက경제စီးပွားရေးပြဿနာတွေနောက်တစ်ခု 전체 policy နဲ့ပတ်သက်ပြီးတော့ညှိနှိုင်းခုန်ကြမယ့်ဟာတွေပေါ့နော်အဲ့လိုပုံစံတွေလာပါတယ်အဲ့တော့ကျွန်တော်ထိုးတုံးဖြစ်တဲ့အတွက်ပေါ့နော်ထိုးတုံးလုပ်တဲ့အခါမှာကျွန်တော်ဘာလုပ်လဲသုံးတဲ့အသုံးနှုန်းတွေကျွန်တော်သိရမယ်ဘာလို့ကျွန်တော်ထောက်ခံနေမြန်မာမှာဆိုရင်ထောက်ခံနေတစ်ဖက်ကတော့ပြန်လဲခြေပတဲ့ဟာနော်အဲ့လိုကျွန်တော်ဒီချက်ထိုးတုံးလုပ်တဲ့အခါမှာသုံးတဲ့အဖြူရောင်တွေကိုကျွန်တော်ကြည့်ရမယ်ပေါ့နော်အဲ့အထူးသဖြင့်ဒီမှာ찬성 표현ရှိမယ်반대 표현ဟာနော်ဒီလိုဟာရှိမယ်အရင်ဆုံး 찬성 표현 ကိုကြည့်ရအောင်찬성ဆိုတာဘာလို့တာလဲဆိုရင်ကျွန်တော်ထောက်ခံတာဟုတ်ကဲ့အဲ့တစ်ဖက်ကပြောလိုက်တာဟုတ်တယ်ပြန်ပြီးတော့ထောက်ခံတဲ့ဖြူရောင်နော်ကျွန်တော်စကားလုံးသုံးလုံးတွေဘာတွေသုံးကြမလဲအဲ့တော့အရင်ဆုံးနေနေတော့찬성하다ဟုတ်ပြီနော်찬성하다ကျွန်တော်ထောက်ခံတယ်အဲ့တော့သူကဘာမှသုံးလဲဆိုရင်သူ့ကိုကျွန်တော်အဲ့လိုမျိုးထိုးတုံးနေဟာလားနော်ထိုးတုံးနေလုပ်တဲ့အခါမှာအများဆုံးသုံးမယ်သူကကျွန်တော်လုံးဝကိုမှပဲတရားဝင်အဲ့လိုမျိုးပေါ့နော်ကျွန်တော်ရုံးနေမှာသုံးကြတယ်တကယ်ဟာလားနော်အများပြည်သူရှေ့မှာသုံးကြတဲ့အသုံးလုံး찬성하다လို့သုံးမယ်နောက်တစ်ခုကကျွန်တော်ဗာလဲဆိုရင်နော်동의하다လည်းတူတူပဲသဘောတူတယ်ဒါပေမဲ့သူ့ကိုကျွန်တော်တစ်ခါဒီသူ့ကိုကျွန်တော်ဒီလိုမျိုးနေစဉ်စကားပြောတွေမှာသုံးရင်သုံးမယ်ပေါ့နော်ဒီကောင်ကကျွန်တော်လုံးဝကျွန်တော်ထိုးတုံးလုပ်တဲ့အခါမှာပြိုင်ပွဲတွေမှာဒါမျိုးဆိုရင်찬성နဲ့သုံးတာများတယ်အဓိပ္ပာယ်ကတူတူပဲ동의하다နောက်တစ်ခု동조하다လည်းကျွန်တော်သဘောတူထောက်ခံတာပဲဒါပေမဲ့ तू ထောက်ခံတာလေသူ့ရဲ့အပြောကိုလည်းထောက်ခံတယ်နောက်တစ်ခု तू လုပ်တဲ့ဟလာနော်နောက်တစ်ခုအတူတူပါကျွန်တော်ကစိတ်သဘောထားတူညီပြီးတော့စိတ်တူကိုယ်တူနဲ့ဆောင်ရွက်ကြတာမျိုးအဲ့လိုမျိုး तू ကကျတော့ကျွန်တော်ဟိန်းတုံးထိပေါ့နော်ဟိန်းတုံးထိကျွန်တော်အတူတူလုပ်ကြတာမျိုးဟုတ်ကဲ့ဟုတ်ပြီနောက်တစ်ခုက공감하다 공감하다ဆိုတော့ဘာလဲတစ်ဖက်ကိုစာနားလဲပေးတာပေါ့ဟုတ်လားနော်နင်ဖြစ်နေတာငါတို့နားလဲနော်နင်ခံစားနေအောင်နားလဲမျိုးကျွန်တော်စာနားလဲ공감하다နောက်တစ်ခုကကျတော့지지하다ဒါမှမဟုတ်ရင်지지를 보내다 지지하다ဆိုတော့အားပေးတာကိုပြောတာအားပေးထောက်ခံတယ်ဟုတ်လားနော်အဲ့လိုပုံစံသူပြောနေတဲ့ဟာကိုသူလုပ်အထူးတပြဟိုတလောကကျတော့ဆုံးကောလိုမျိုးဟုတ်လားနော်ဗာလဲရွေးကောက်ပွဲလိုမျိုးဟုတ်လားဒါမျိုးဆိုရင်အဲ့ဒီရဲ့ဝင်ပြိုင်တဲ့သူကိုကျတို့ထောက်ခံများမျိုး지지하다 지지를 보내다နေတာဟုတ်ကဲ့နောက်တစ်ခုကကျတော့수용하다ဒါမှမဟုတ်받아들이다အဓိပ္ပာယ်အတူတူပဲကျတို့ဗာလဲဆိုရင်တစ်ဖက်လူပြောတဲ့ဥကြောင်းအမြင်ကိုလက်ခံမိတာမျိုးလက်ခံတာဟုတ်ကဲ့နော်အဲ့ဒါမျိုးကိုကျတို့က수용하다ကျတို့လွယ်ပြောရရင်တော့받아들이다လက်ခံပြီးနောက်တစ်ခုက인정하다ဘာလို့ပြရလဲတစ်ဖက်လူပြောတာဟုတ်တယ်နေပြောတာအမှန်နဲ့ထောက်ခံမိလိုက်တာထောက်ခံပြီးဟုတ်ထောက်ခံမှန်တယ်ဒါမျိုးထောက်ခံမိလိုက်တာမျိုးနောက်တစ်ခုက옹호하다ဟာလားနော်옹호하다ဆိုတော့ကျတော့ဘာလဲဆိုအားနေတဲ့သူဟုတ်လားနော်ကျတော့အားနေတဲ့သူကကွယ်ပေးတာဟုတ်ဟုတ်ပြီဟုတ်ကဲ့နောက်တစ်ခုက대변하다ဟာလား대변하다ဆိုတာကျတော့သူများအစာ대신 말해주다နော်အစာပြောပေးတာသူများအစားနောက်တစ်ခုက기대하다တော့ကျတော့ဘာလို့လဲ
မျောလင့်တာမ အဲ့ ရှိ မျောလင့်နေဟလားနော် ထင် ကောင်း တယ် ကော လို့ င်းတဲ့ရလဒ်တွေဖြစ်ဖို့အတွက်မျောလင့်နေတာမျိုးလို့နော်နောက်တစ်ခုကကျ ဟု တော့ တ်ချင် 긍정적이다 ဒါမှမဟုတ်ရင် 긍정적이다 호의적이다 ဆိုတယ် 호의적이다 အဲ့ကျ 긍정적가 ဘာဖြစ်တာလဲ 긍정적이다 positive thinking ဖြစ်တယ် ဟုတ်တ လို့ ယ် ဆို ကျတော့အကောင်းမြင်တာပေါ့ဟုတ်လားနော်အကောင်းမြင်နေ 호의적이다 လို့လည်းပြောလို့ရတယ်နောက်တစ်ခုက 낙관적이다 ဘာဖြစ်လို့လဲဆိုရင်ကျတော့အမြင်ကျတာကိုပြောတာ ဟုတ်ချင်မြင်ကျက်တယ် 낙관적이다 အမြင်ကျတယ်ဟုတ်လားနော်အဲ့လိုပြောပြီးတော့မှအဲ့ဒါကကျတော့ချမ်းဆောင်ဖြူယုံနေမှာ3လေး3ထားရှိတာဖြစ်ပြီးတော့နောက်တစ်ခုက 반대ဖြူယုံလို့ပြောတယ်ဟုတ်ပြီနော် 반대ဖြူယုံမှာတော့ 반대하다 ဘာလို့လဲဆန့်ကျင်လိုက်တယ် ကန့်ကွက်ဆန့် အဲ့ ကျ ဆ င် န့်ကျင်ကန့်ကွက်လိုက်တယ်ဟလားနော်ဘမ်ဘတ်ခါတာဆိုတာကျတော့ဗာလဲဆိုရင်တော့ပြန်ပြီးတော့တစ်ဖက်လူကိုပြန်ပြီးတော့ညင်းဆိုတာပေါ့နော်မဟုတ်ဘူးဒီလိုကျတော့ဘာနဲ့ तू ကဘယ်လိုညင်းလဲဆိုရင်exam တစ်ခုခုပြပြီးတော့ပဲဟုတ်တယ်မလားလုံးဝကိုမှပဲ तू ကလုံးဝ ဖတ်တွေထုတ်ပြပြီးတော့ဟလားနော်ဖတ်စစ်တွေထုတ်ပြပြီးတော့မှမဟုတ်ဘူးဒါကတော့မှားကုန်မှားနေတာနော်ဒါကတော့မစစ်မပြေဘူးဒီလိုမျိုးကျတော့ဒီအမားတွေကိုထောက်ပြတာမျိုးနော် ဟုတ်ချင် ထောက်ပြတယ်ပြန် ဒီ ပြောတယ်ဟလားနော်အဲ့လိုပုံစံ ဘီဖန်းနာတာ နောက်တစ်ခုကဘီဖန်နာတာ 비판하다 ဘာလို့လိုက်တာလဲကျတို့ဝေဖန်တာဟာလားနော် ဝေ ဝေ ဖ ဖ န် န် တာ တယ် ဟုတ်ချင် နောက်တစ်ခုကဂျီချက်ခါတာလည်းတူတူပဲကျဝေဖန်ပြီးတော့ဘာလို့တာသူကအမားထောက်ပြတာပဲနော်သူလေ အော်အမ อื တော် ม ဟုတ်ချင် နောက်တစ်ခုက대응하다 대응하다 ဆို တဲ့ တာ အ က နာ ကြ နာ တော့တဲ့သူက상황ကျတို့အခြေအနေတစ်ခုဖြစ်နေဆိုအဲ့အခြေအနေနဲ့ကိုက်အောင် 상황에 맞게 행동하다 အဲ့တော့ကျတို့ဒီအခြေအနေတစ်ခုနဲ့ကိုက်အောင်ဟောလားလိုက်ရောညီထွေဖြစ်အောင်လုပ်တာမျိုး ဟုတ်ဟုတ်ချင်နိုင်ရောညီထွေဟုတ်တယ် နောက်တစ်ခုကတော့ ရော 염려하다 တယ်ရော 염려하다 ဆိုတာကျတော့ဘာဖြစ်လဲဆို 걱정하다 စိတ်ပူတာ စိတ်ပူတာအော် အဲ့တော့ကျတော့ထုံးလုံးနေမှာတော့ဟုတ်လားနော်걱정합니다 လို့မသုံးဘူး 염려하다 ညညဟာတာဟုတ်ချင် နောက်တစ်ခုက 실망하다 တော့ဘာဖြစ်တယ် ကင်းမစိတ်ပြက်တာဟုတ်ချင် စိတ်ပြတ်တယ်ဟုတ်လားနော်ကိုဖြစ်ချင်တာမဖြစ်ရလို့ကိုမျောလင့်ထားတာမဖြစ်လို့စိတ်ပြတ်တယ် 실망 နောက်တစ်ခုက 부정적이다 ကျတော့ ဘူ ပါ ချုံ အ ချုံ မြင်နော်မကောင်းတဲ့ဘက်ကနေတွေးတာအမျိုးနော်အငင်းတဘောမျိုးအဲ့လိုမျိုး negative ဘက်ကနေနောက်တစ်ခုကကျတော့ 회의적이다 회의적이다 ဆိုတော့ကျတော့တစ်ခုကိုမယုံနိုင်ဘူးဥရှင်းဖြစ်နေတာမျိုး အော်ဟု อ๋อ တ် တန်တရားတွေဝင်နေတာမျိုးဟုတ်လားနော်အဲ့တော့ငါဒီတစ်ခေါက်စာမေးပွဲပေါ့နော်အော်ဒါဒီ topic စာမေးပွဲ level 4တော့ရပါမလားဒီလိုမျိုးကိုယ့်အနေနဲ့ကိုဟုတ်လားနော်မယုံနိုင်ကိုယ့်အနေနဲ့ audition ဖြစ်နေတာမျိုးစီပဲဤချော်ကီတာ ဟုတ်ချင် နောက်တစ်ခုကတော့ check-in မုတ်တာပေါ့နော်အဲ့တော့ကျတော့ဗာလဲဆိုရင်တော့ तू ကဒီအမှားကိစ္စနဲ့တစ်ခုခုနဲ့ပတ်သက်ပြီးတော့မနော်ဒီအမှားနဲ့ပတ်သက်ပြီးတော့ तू ကတာဝန်ယူมาလဲဆိုပြီးတော့ဘာလို့လဲဆိုရင်check-in ကိုသူတို့တောင်းခံတာမျိုးပုံစံပေါ့နော်နော်ဘယ်လိုတာဝန်ယူมาလဲဆိုပြီးတော့ဒီမှာတာဝန်ယူမှုကိုမေးမြန်းနေဆိုတော့ဟုတ်လားနော်ဆိုအစိုးရကိုပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဘယ်သူကဒါဒီကိစ္စဘယ်လိုတာဝန်ယူมาလဲဒီလိုမျိုးဘာလို့လဲဆိုရင်တာဝန်ခံမှုအတွက်မေးမြန်းတာမျိုး မေးမြန်း နော်ယိုကူလောက်တာမျိုး check-in check-in ချူချမ်းနာတာဂီ နောက်တစ်ခု တာ ကကြတော့ချူချမ်းငါတာဆိုတာကျတော့ဘာလို့လိုက်တော့ကိုယ့်ရဲ့ ရငါတာ ကိုယ့်ရဲ့အမြင်ကိုထုတ်ဖော်ပြောတာပေါ့နော်ကိုငါကတော့ဒီလိုထင်တယ်ငါချင်ကတော့ဒီလိုပေါ့နော်အဲ့တော့ကိုယ့်ရဲ့အမြင်ကိုထုတ်ဖော်ပြောပြတယ် ဟုတ်ချင်ချေရှိတာလား နောက်တစ်ခု제시하다 내놓다 제안하다 ဘာလို့လဲဆိုရင်တစ်ဖက်ကိုဥကြီးအောင်ဒါမှမဟုတ်ရင်ဘန်ဘော့အဲ့လိုမျိုးတွေဘာလို့လဲဆိုပြတာနော်ဖော်ပြတယ်ကျတော့ညွှန်ပြောပြတယ်ဒါမျိုးဆို제시하다 ဟုတ်မဆက်ခတာ 모색하다 ကျတော့ရှာဖွေသည်찾다 ရှာဖွေ နော်တူတူပဲ ဟုတ်ချင်အာလီ နောက်တစ်ခုက합리화하다တဲ့ 합리화하다 တော့ကျတော့ဗာလဲဆိုရင်ပေါ့နော် 자신의 행동이 맞다고 ဟုတ်လားနော်ငါလုပ်တာမှန်တယ်ငါလုပ်လိုက်တာတော့မှန်တယ်ဆိုပြီးတော့တစ်ဖက်ကလို့ဘာလို့လဲဆိုရင် 설명 လုပ်တာ အော် ဟုတ်ပြီနော်ကိုလုပ်လိုက်တဲ့ဟာကတော့မှန်တယ်ဆိုပြီးပြန်ပြီးတော့ဟုတ်လားနော်ရှင်းပြတာ ဟုတ်မြောက်적당하다 절단하다 အော်ကနောက်တစ်ခုကကျတော့ 전달하다 တော့ဘာလို့လဲတစ်ဖက်လူကိုကျတို့ information တွေလက်ဆင့်ကမ်းတာမျိုးလေ 전달하다 ဟုတ်လားနော်တယောက်နဲ့တယောက် information တွေသိအောင်လို့လက်ဆင့်ကမ်းတယ် 전달하다 နောက်တစ်ခုက 평가하다 ဆိုချင်ပါလို့ဝေဖန်တယ်ဟုတ်လားနော်ဝေဖန်တယ်ဟုတ်လားနော်ဒါကတော့ဒီလိုဘယ်လိုရှိတယ်ဝေဖန်ပိုင်းချက်ဝေဖန်တယ်평가하다နောက်တစ်ခုကတော့ 분석하다 ဘာလို့လိုက်တာလဲဝေ 분석하다 ဖန်ပိုင်းခြားတယ်ဟုတ်လား 이런 반찬 하고 좀 ဒီဟာကိုအသေးစိတ်ပေါ့နော်ဟုတ်လားနော်ဘယ်လိုခြေနေရှိနေတယ်အသေးစိတ်자세히 나누어서
ဟဲဟာတာဟာလားနော်ဝေဖန်ပြီးတော့ဘလို့ဒါကတော့ဘလို့ဖြစ်တယ်ဝေဖန်ပိုင်းခြားတယ်သူကကြတော့နောက်တစ်ခုကတော့ယိုကူဟာတာဒါမှမဟုတ်ရင်ကျေပြောပါလဲဆိုရင်ချုပ်ကူဟာတာယိုချုံဟာတာဘာလို့တာတော့တောင်းဆိုရဲတောင်းတောင်းခံဆိုတာပေါ့အဲ့လိုပုံစံနော်အတိတ်ပဲတူတူပဲတောင်းဆိုတာနောက်တစ်ခုကကျ也တော့就ရေထု卡达ခါတာဒါမှမဟုတ်ရင်龙ဂျုံ门了的，မန်ငါတာဘာလို့တော့ခန့်မှန်းနေဟုတ်လားနော်ဒီလို看，ဖြစ်မယ်လို့တော့ခန့်မှန်းချင်ဂျုံမန်လေဟုတ်လား哦53မှာပါတယ်ဂျုံမန်တူတူပဲဟုတ်လားနော်ရှေ့လျှောက်ဘယ်လိုဖြစ်မလဲ哦，ဆိုပြီးတော့ခန့်မှန်းတာ看慢了，နောက်တစ်ခုကဟွာခေနာတာစစ်စေးဟုတ်လားနော်是ခြေ谁的？တို့ကနော်哦အစင်ပြေပြေခြေပေါ့ပေါ့ပါစစ်တာဗောနော်ဟိုဂုံးတူဆိုရင်တော့ခြေတို့ပါလဲဆိုအသေးစိတ်စစ်စေးတာ哦，金莫那达美国美的，อืม扫描那达新变我的，ဆိုမျိုးငါဒါတော့ရှင်းပြတယ်ဟုတ်ပြီနော်အဲ့တော့ဒါထူတော့မှပါတတ်တယ်သူရဲ့ဖြူရောင်လေးဟုတ်လားနော်အဲ့တော့ဒါလေးတော့ကြက်ထားမှာပဲသူကတော့ဘာတိပဲနေ好的，ပြောနေတာအဲ့လိုမျိုးဒီမှာဟုတ်ပြီနော်အဲ့တော့ဒါလေးကြက်哦，ဟုတ်ပြီအဲ့တော့ကြည့်အောင်31 32ထိုးတော့ဟုတ်လားနော်အဲ့တော့ကျွန်မဖြည့်ခင်မိကုန်းရဲ့ choice ရဲ့အရင်ကြည့်ပါအဲ့တော့မိကုန်းက31မှာပေးထားတာ남자의 人家 생각을 性格，알맞은 것을 예를 들어 俺妈 남자의 这个，생각 好的， 바로래 여자리의 아뚜이 要 니네 加了一堆，여자리의 아뚜이를 你呢？ 유야마 피비로마 나르고 남자의 태도 하라나 저 누가 별로 봉선에 변이야 별로 세이드 못하네 변이야 코나로 묘 반대 롱이야라 찬성 롱이야 라고 원래 아마우 탑이 아니라라 너 에러 코나서 그런 거 아투르 비디마 바디우지 반대하고 있다 지적하고 있다 공감하고 있다 의심하고 있다 ဟာလားနော်အဲ့လို哦，ပုံစံ好的，လေးအဲ့တော့ဘာ反正ဖြစ်နေရလဲသူပြောနေတဲ့ပုံစံအဲ့တော့ကျတော့ဘာကိုယင်ဖြေမလဲဆို31ကိုယင်ဖြေမယ်31ကိုယင်ဖြေ好的，ဖြေပြီးတော့ तू ကနမ်းကြိုက်ထဲ့သူဖြစ်တတ်တယ်ဆိုတော့တပုတ်လုံးနားထောင်ပြီးမှာအော် तू ကတော့ဘာတဘောနဲ့ပြောနေတာဒါမျိုးသိလာမှာပေါ့နော်အဲ့လိုပုံစံအဲ့တော့ကျတော့ဒါကတပုတ်လုံးပြီးမှဟာလားနော်အဲ့တပုတ်လုံးနားထောင်ပြီးပြီဆိုမှဖြေမယ်အဲ့တော့နံပါတ်1အနေနဲ့好的，31ကိုယင်ဖြေမယ်တဲ့အဲ့တော့ကြည့်မယ်남자의 생각으로တဲ့အဲ့တော့ကျတော့တန်းကြည့်လိုက်တာနဲ့ choice လေးခုကြည့်လိုက်တာနဲ့ဘာအကြောင်းပြောနေလဲဆိုရှေ့ဆုံးမှာ 세계형 sorry 那个 생계형 样，범죄 하라နော် 생계형 범죄 嗯，생계형 범죄 追，အဲ့တော့ကျတေးကြတယ်အဲ့တော့တေးကြတယ်ဘာကြောင်းလာမလဲဒီစနေမှာလာလဲအော်ဒီကြောင်းရနဲ့ပတ်သက်ပြီးလာလိမ့်မယ် 생계형 好 범죄 နဲ့的，ပတ်သက်ပြီးတော့ဟုတ်လားနော်အဲ့တော့ကျအမှတူနေတဲ့အတွက်အဲ့ဒီ 생계형 범죄အဲ့တော့ဒီလား 범죄 범죄啊，我这亚洲我ဟုတ်တယ်အပြစ်ကျူးလွန်တာ အကြရောရာဇဝတ်မှုတွေပြစ်မှုတွေဟာလားနော်အဲ့တော့ single ဟောင်းမသိတော့ကျဟုတ်တော့ပြစ်မှုတွေနဲ့ပတ်သက်ပြီးတော့ပြောနေဟာလားနော်ဘွန်ကျွဲဘယ်လိုပြစ်မှုဟုတ်လဲကြည့်အဲ့တော့ဘွန်ကျွဲရေပန်းဆိုတော့ဘာလို့မှာတော့夜班ဆိုရဲဟိုရာဇကျိုတင်ဝတ်မှုကာကွယ်တာကြိုတင်ကာကွယ်တာကျိုတင်ကာကွယ်ဟုတ်ဖို့အတွက်ဆိုရင်တဲ့ဟာလားနော်ဒီ single ဟောင်းဘွန်ကျွဲကိုကျိုတင်ကာကွယ်ဖို့အတွက်ဆိုရင်ဒဲချက်သူ့ရဲ့ဒဲချက်လို့ပြောချင် policy ဒီအစိုးရနဲ့ချမှတ်တဲ့ policy က효과가 없다အကျိုးရလဒ်ရှိနေရလည်းမရှိထိရောက်မှုရလဒ်မရှိမရှိဘူးနေဘူးလို့အဆင်မပြေနေဘူးဆိုတာရယ်နောက်တစ်ခုကစင်ကရောင်ဘုံကျွဲတို့အင်းနံပေါ့ဟုတ်လားနော်ဒီဘုံကျွဲဘုံကျွဲကြောင့်မို့လို့ဖြစ်တယ်ဖီးဟဲ့ထိခိုက်နေတာမှုကိုပြီးဟိုကိုစထိခိုက်မ်းနဲ့ချီနေမှုရဝါရဟန်တာဘာလို့လဲပြန်ပြီးတော့ချေတို့ဒီထိခိုက်နေတာတဲ့သူအားတွေကိုပြန်ပြီးအယောပေးရမယ်သူနဲ့ရောနော်သူပေးရမယ်တို့ထိခိုက်သွားတယ်တန်ကြီးပြန်ပေးရနော်အယောပေးရမယ်ဟုတ်တယ်လို့ပြောနေတာလားနော်ပူစမ်းလုပ်ပေးရမယ်လို့ပြောတာလားဒါမှမဟုတ်ရင်ဒီဘုံကျွဲနဲ့ပတ်သက်ပြီးတော့စာဝဲကြော့အင်းရှိနော်စာဝဲကြော့ဆိုတာပြောပါဒီsociety ကပေါ့ဟုတ်လားနော်ဒီလူတပိုင်းတိုင်ဝမ်ကအင်းရှိဆိုတော့ဒီအတွေးကိုပြောတာပေါ့နော်ဘယ်လိုနားလေတယ်လဲဟလာနော်ဒီဘွန်ကျန်နဲ့ပတ်သက်ပြီးတော့ဘယ်လိုတွေးခုန်နေကြတယ်ဆိုရဲအင်းရှိအတွေးတွေကိုခဲဆောင်လို့ပြောတယ်ချင်လို့မကောင်းတာကိုပြုတ်ပြင်ပေးတာဟလာနော်မကောင်းပြန်ပြုတ်ပြင်ဖို့အတွက်လိုအပ်တယ်နော်ပြန်ချင်လို့ဒီဟုတ်တယ်အတွေးတွေကိုပြောင်းလဲပေးဖို့လိုအပ်တယ်ဆိုတာလားဒါမှမဟုတ်ရင်စင်ကေယောင်ဘုံကျွဲသူအဲ့ဒီဘုံကျွဲကလည်းပဲတခြားဘုံကျွဲဝါဟလာနော်တခြားပြစ်မှုတွေနဲ့ဒုံကြီးတာဒုံကြီးတာဘာဖြစ်တယ်လို့ထင်တော့ဒုံနေတာက 동일하다 တိ ဆို မ တော့ ရှိ 똑같아 ဆိုတဲ့အိဗယ်ပေါ့တူတာပေါ့ဟာနော်အတူတူတူပဲတာပေါ့အတူတူပဲ तू ဒီဘောင်းချယ်ကြီးရဲ့တခြားပြစ်မှုတွေနဲ့အတူတူပဲချောပေါ်တဲ့ဟန်တာမလုပ်အောင်လို့ပြစ်ဒဏ်ပေးရမယ်ပြစ်ဒဏ်ပေးရမယ်ဟုအဲ့တ်တယ်တော့ကောင်လေးအဲ့လိုထင်တယ်ဟာနော်ပြစ်ဒဏ်ပေးရမယ်အတူတူပဲအဲ့လိုပြစ်ပေးရမယ်ဆိုတာရေပေါ့နော်အဲ့လိုစဉ်းစားရရင်ဟုတ်ပြီအောက်မှာကကြတော့남자ရဲ့ထဲသူနေနဲ့ဆိုရင်상대방ရဲ့우익형တစ်ဖက်လူရဲ့အမြင်ကို반대하고 있다ဘာလုပ်နေရတော့ကန့်ကွက်တာမချကန့်ကွက်နေတာနောက်တစ်ခုကဒီဂျေတူလို့ပြော system တစ်ခုရဲ့မွန်းဂျေကြောင့်ပြဿနာနော်မွန်းဂျေပဲပြဿနာကြောင့်ကိုကြီးကြပ်ခါကိုတာဘာလို့လဲထောက်ပြနေတာထောက်ပြဟာနော်တာအမားထောက်ဟုတ်ပြနေတာလားနော်နောက်တစ်ခုမွန်းဂျေဟဲကျော်ဘန်ဘုံငံလို့ကျဲပြောတယ်ကျပြောဒီပြဿနာဖြေရှင်းတဲ့ဘန်ငံဆိုတော့ဘန်ပေါ်လို့စဉ်းစားလိုက်ဘာမှမရှိဘူးနော်အဲ့ဒါနီဟုတ်လန်းကိုပေါ့နော်နီလန်းကိုဘာလုပ်နေလဲခုံကမ်းမကိုတာခုံကမ်းမတာဘာလုပ်နေလဲခုံကမှာသဘောတူတယ်ရှင်ဘယ်လိုလဲစာနာနားလေပြီးရေပေါ့နော်အဲ့လိုပုံစံနော်ခုံကမ်းမတာဟုတ်ဟုတ်နောက်တစ်ခုကကြတော့ someday ကတစ်ဖက်လူနားလည်ကနေပြီးတယ်ပြီးတော့မှဂျဲရှီဟန်
ဟုတ်လားနော်ဂျဲရှိဟာတာပြတ်တာဒါမို့ပြောလိုက်တယ်ဟုတ်လားနော်ဒီလိုပုံစံကိုပြောတာပဲအဲ့တော့တစ်ဖက်လူပြောလိုက်တယ်ဂဟုတ်တယ်ွန်းကောခေရင်ဂွဂွန်းန်းကောကောဆိုတော့ချေပါတက်တေလူမျိုးတွေပေါ့ဟုတ်လားနော်သူပြောနေတဲ့ဟုတ်ဂွန်းကောတက်တေတွေကိုတော့ तू ဘာလုပ်နေလဲဆိုဦးရှင်းမကိုတာဘာလုပ်နေတာတန်တရားဝင်နေတန်နေရဝယ်မယုံနေဘူးသူများပြောတာဟုတ်လားနော်အဲ့ဒါဘာရဖြစ်မလဲကြည့်ဒီမယ်တော့ပေါ့ရှင်းပြကြည့်အောင်မနော် तू ကစပြောအဲ့ဆိုနမ်ကြားပြောတော့နားထောင်အောင်ပါနော်အဲ့တော့ကြည့်မယ်ယောကြားကစဟုတ်이번 사건은 사건 자체가 말해. အဒီတစ်ခေါက် ဒီ case ဘကတော့စကွန်ပေါ့ဟုတ်လားနော်ကျေဟုတ်ညီမလိုဘယ်လိုပြောမလဲဒီအမှုอ่ะဗောရှင်ဟုတ်ပါနော်အဒီလိုမှုอ่ะပေါ့ဟုတ်လားမျိုးနော်ဟုတ်ရာဇဝတ်မှုအဲ့တော့ဒီဟုတ်အမှုကတော့တဲ့ဘဲကကိုဖတ်ဆိုဘာလို့လဲဘယ်ကဘိုက်စာကိုပါဆိုဘိုလို့က်နော်ဘိုက်စာစာလို့လို့ဒီရှစ်လျိုဖုံးလို့ပြောအစားတော့ပစ္စည်းတွေကို훔치다가ဘာလို့လဲဆိုရင်훔치다မသိအောင်ဟုတ်ခိုးယူချီတာတာပါလားအဲ့တော့ခိုးယူ훔치다ကျွန်တော်ခိုးယူတယ်ခိုးယူပြီးတယ်ခိုးယူနေရကနေပြီးတော့ 잡힌 ဘာလုပ်လိုက်တာတော့ဖမ်းမိတာကျအဖမ်းခံလိုက်ရဟာလားနော်အဖမ်းခံရဖမ်းခံတဲ့အခြေအနေဖြစ်ပါအဲ့တော့ပြောချင်တာဒီတစ်ခေါက်အမှုခုနကကျတော့အောက်မှာပြောနေထားပါစင်ကေဟျောင်းဘွန်ကျွယ်လာတော့မသိဘူးပေါ့နော်ကျတော့နော်ဒီလိုမျိုးအဟုစားတ်အသောက်တွေဘာလို့လဲခိုးယူပြီးတော့မှဖမ်းခံလိုက်ရတယ်ပြဿနာဖြစ်ပါတယ်ဤကြောင်းဦးတို့ဟုတ်လားနော်ဒီလိုမျိုးအခြေအနေကပုံမှန်ဘွန်ကျွယ်ဟုတ်လားနော်ပုံမှန်ဘွန်ကျွယ်ပြစ်မှုတွေနဲ့ထုံးကြီးတာကဲဟုတ်လားလေဒုံဟီရာကဲဆိုတဲ့အခုနခြေပြောလိုက်ပါခုနလေနော်ပြောတယ်ဘာလို့လဲကာကွယ်အတူတူပဲဟုတ်အတူတူလားနော်ပဲပေါ့ဟုတ်တရှင်ခြားပြစ်မှုတွေနဲ့လည်းအတူတူပဲလို့볼수는없죠ဘာလို့လဲမမမြင်မြင်နိုင်ပါနိုင်ဘူးဘူးပေါ့ရှင်ပြောချင်တာမတော့ဟုတ်လားနော်မြင်နိုင်ဘူးမတူဘူးနော်ပုံမှန်ဟာတွေနဲ့မတူပါဘူးလို့ကောင်မမလေးကဆိုတူပါဘူးအဲ့တော့ကောင်မလေးကပြောလိုက်တယ် မတန်းကောင်းနောက်တစ်ခုကမတန်းကောင်း 안타까운 일이기는 하지만 하라 너 안타까운စိတ် 일이기는 မကော 하지만 င်းမြင်ဘူးစိတ်မကောင်းစရာကိစ္စတော့ဖြစ်ပေမဲ့လည်းကိပဲစ္စဖြစ်ပေမဲ့စင်ကဲဟျောင်းဘုံကျအဲ့တော့စင်ကဲဟျောင်းဘုံကျလေဆိုတော့အရှိမပြောရဲဟာလားနော်ဘာလို့လဲဒီမှာစားဖို့အတွက်ဘိုက်ရန်စာလို့ဘာလို့လဲမဖြစ်မနေလို့ဘာလို့လဲဘာရင်စားလို့နော်ခိုးယူရခိုးတယ်လိုက်တာပေါ့ခိုးရလိုက်တဲ့ပြစ်မှုဆိုတော့စင်ကဲဟျောင်းလို့ပြောအဲ့စင်ကဲဟျောင်းဆိုတော့ကျတော့ဘာလို့လဲကိုဘောနော်စားဖို့တောက်ဖို့တော့ဟိုလိုမျိုးကြီးအကြီးကျယ်ကြီးခိုးတာမဟုတ်ဘဲနဲ့စားဖို့တောက်ဖို့လေးအတွက်ခိုးတဲ့ပြစ်မှုမျိုးကိုပြောတာပေါ့နော်အဲ့လိုစင်ကဲဟျောင်းဩဒီအသက်ရှင်မှုအတွက်ဟလာနော်အသက်ရှင်တန်မှုအတွက်ခိုးယူရတဲ့ပြစ်မှုမျိုးအဲ့လိုပြစ်မှုမျိုးကိုတဲ့ဘုံမြော်မီတေးချံပေါက်ကသူလည်းပဲပါလဲဆိုရင်ဖုံးကျွယ်ပါပဲဟလာနော်ဒီလိုပြစ်မှုဒီလိုဟုတ်ချင်ခိုးယူတာကလည်းပြစ်မှုပေါ့ပြစ်မှုမြောက်တယ်အဲ့တော့နှစ်ယောက်လုံးอ่ะပေါ့နော်နှစ်ယောက်လုံးကဘာလို့လဲတူပြစ်မှုတူဟိုကပဲပြောနေတာတူတယ်တူသူလို့တူပဲပြောနေတာကောင်မတူလေးကလည်းပြောတယ်ဟုတ်သူ့ကိုလေတာမန်နေနဲ့ကျတို့ဘာလို့လဲအတူတူပဲလို့မြင်လို့မရဘူးလို့ပြောတယ်ဟုတ်တယ်ဟိုကလည်းဟုတ်တယ်သူလည်းတေးချောင်းတာလည်းဘာလဲဘုံကျွယ်ပဲနော်ဘုံကျွယ်ပဲဟုတ်ချင် 피해자도 전제하고요 피해자 ဘာလို့လဲဟိုကနစ်နာတဲ့သူပေါ့ရှင်ဟုတ်တယ်နစ်နာတယ်ဟုတ်ပြီနော်ဒီပဲနစ်နာတဲ့သူလည်းပဲ ဟုတ်ချင် 전제하고요 ဘာလို့လဲ 전제하다 တိရှိရဆိုရတယ်တဟုတ်လားနော်ရှိရဲနစ်နာတဲ့သူလည်းရှိတယ်လေအဲ့တော့ 다른 번째와 တခြားဒီပြစ်မှုတွေနဲ့ 처벌လို့ပြောတဲ့ခြေကိုပြစ်ဒဏ်တွေပေါ့ဟုတ်လားနော်ပြစ်ဒဏ်တွေကိုဟုတ်ချင် 달리 할 필요가 없습니다 ဘာလို့လဲ ဒါလီကဖြစ်တော့ offender သူတို့ဘာလဲဒါလီကအပြစ် 달리 ပေး 하 ဖို့မလိုဘူးပေါ့ 아니 달리 하다ဆိုတော့ဘာလို့လဲမတူတာပေါ့ဟုတ်တယ်မလားအဲ့ဒါဟုတ်အဲအော်ဒါလီဟာတာဟုတ်ချင် 다르다 하라 알로 다르다 아니다 하라 너 달리 ဟုတ်မ 할 တူဘဲ 필요가 နဲ့ 없습니다 알아 너အဲ့လိုမျိုးချောဘောကိုကျတို့နည်းနည်းလေးရှော့ရှော့ပေါ့ပေါ့နဲ့မတူအောင်လုပ်လို့မလုပ်เสียမလိုဘူးလို့ပြောလိုက်တာဟာလားနော်သူကလည်းလို့ပြောတယ်လုပ်เสียမလိုဘူးအဲ့တော့ကောင်မလေးကပြောချောဘော를 엄격하게 하는 거 엄격하게လုံးဝကိုပါလေပြင်းပြင်းထန်ထန်နဲ့ပြင်းပြင်းထန်ထန်နဲ့အဲဟုတ်ချင်ပြင်းပြင်းထန်ထန်နဲ့လောက်တာထက်ဟာလားနော်ကောင်မလေးကစပြောပြီအဲ့လိုကြီးပြင်းပြင်းထန်ထန်အပြစ်ပေးတာထက်တော့경제적 어려움လို့ပြောတယ်ချေလို့경제적ဆိုစီးပွားရေးဟာလားစီးပွားရေးခက်ခဲမှုတွေဟုတ်ချင်အဲ့တော့ပြောချင်တာဒီပတ်စံမရှိတာတွေပါစီးပွားရေးခက်ခဲမှုတွေကိုဟဲဆိုးဝါကိုဘာလို့လဲရှော့ချပြီးတော့မှာဗောနော်ဆော့သူချပေးပြီဟုတ်ရောချင်ကြအောင်လုပ်ပေးပြီးတော့မှာတဲ့열심히 살 수 있도록ကောင်မလေးကကျတော့ဟုတ်လားသူ့ကိုဒီစီးပွားရေးခက်ခဲရှော့ချပေးပြီးတော့မှသူကိုယ်တိုင်ကြိုးကြိုးစားစားလုံနိုင်လောက်တဲ့အနေအထားရှိတဲ့အထိဂီဝဲလို့ချွန်းတဲ့ကောရှိအခွင့်အရေးပေးတာက더 필요하지 않을까요? ကောင်မလေးကျတော့ပြစ်ဒဏ်မဟုတ်ဘဲနဲ့ဒီလိုမျိုးလေးလုပ်ပေးလိုက်ရင်မကောင်းဘူးလားလို့ကောင်မလေးကစပြောပြီးလုပ်ပြတွေ့လားလိုက်မကောင်းอืมဟုတ်နော်အဲ့တော့ဟုတ်ချင်မောချောဘောတော့ရက်ခဲ့ကြည့်မြန်အဲ့တော့ဖိုးကလည်းပြောမောပြစ်ဒဏ်ပေးတာကရက်ခဲ့ကြည့်မြန်အားနေသွားရင်လည်းဖြောအားနေတော့ပေါ့ပေးလိုက်မယ်ဆိုရင်ဘုံမြောင်သေးကြပေါ့ဒီဟာကိုအkyungကအတုံးချတယ်အဲ့အkyungကဒါအတုံးချရဆိုချင်မကောင်းတဲ့နေရာမှာအတုံးချတာအချစ်က act အော်ဆိုတာချင်လို့ဟုတ်တယ်မသိလားမသိပါ akma လိုမျိုးချင်လို့ပါလဲ ကျောင်း akma ဆိုတာချင်လို့ဒီอืม net ဟုတ်ပါဘူး sorry ဟိုကမြန်မာလိုဘယ်လိုပြော net ဆိုးပေါ်ထားပါတော့ဟာလားအဲ့ဒါပြောအဲ့ အော act ဆို်ဟုတ်မကောင်းဟုတ်တဲ့နေရာမှာအသုံးချတာကိုပြောတာဗောနော်အဲ့လို
ဟုတ်အေးရှိရအအဲ့တော့မကောင်းတဲ့နေရာမှာအသုံးချတဲ့လူတွေဘာလုပ်မလဲပေါ်လာမှာဖြစ်ပြီးတော့မှအဲ့လိုဆိုရင်တေချာဟောဘေးစစ်ထပ်ပုံကျွဲကဒီလိုမျိုးစင်တူတဲ့ပုံကျွဲတွေကမို့စက်이런나게될တ 것이다 တိုက်ဖြစ်နေမှာအဲ့ပေါ့ဒါပြောအဲ့อืတော့ကောင်มလေးကကျတော့မဟုတ်ဘူးပြင်းပြင်းထန်ထန်သူတို့ဘာလို့ဖြစ်ပေးရမယ်ပုံမှန်ဖြစ်ဟိုင်နဲ့ပေးရမယ်တော့အတူတူအပြစ်ပေးလို့မရဘူးပြင်းပြင်းထမန်ထန်ဒီရဘူးကောင်မလေးကမဟုတ်ဘူးအဲ့လိုပြစ်ပေးတာတဲ့သူတို့ကိုဖြည့်ရှင်းဖို့နည်းလမ်းနေဟုတ်တယ်မလားနော်ဒီလိုဟုတ်တယ်ရှင်မကောင်းဘူးလားလို့ကောင်မလေးကစပြောအဲ့တော့남자의 생각အနေနဲ့ကျတော့대체가 효과가 없다လားอืมမဟုတ်ဘူးရှင်မဟုတ်ဘူးမเนาะဟုတ်ဘူးနောက်တစ်ခုကကြတော့ဒီဖိဟဲကိုကျတော့ဘူစမ်းလုပ်ပေးရမယ်လို့ပြောရတာဟုတ်တယ်အဲ့ဒါမเนาะပြောဟုတ်ပြီမနောက်တစ်ခုကဟုတ်သေးစာဝဲကျော်အင်းရှိခဲဆောင်ဟုတ်လားเนาะဒီဘူးအင်းရှိနဲ့ပတ်သက်ပြီးတော့ပြောင်းလဲမှုလိုအပ်တယ်ပြုပြင်ပေးရမှာလိုအပ်အဲ့ဒါလည်းမပြောဟုတ်တယ်မလားမပြောဘူးရှင်အဲ့နံပါတ်၄တော့သူလည်းပဲပေါ့ရှင်စင်ကဲရောင်ဘုံချွေအကိုလည်းပဲတူတူပဲတခြားပြစ်ဒဏ်တွေလိုပဲမလုပ်ပေးရမယ်ပြအတူတူတတ်နေပြစ်ဒဏ်လို့ပဲပေးရမပြယ်เนาะသူ့ ပေးရမယ် short ဟုပေါ်တာတ်မျိုးလုပ်လို့မရဘူးเนาะအဲ့မရလိုပေါ့ဘူးဟုတ်အဲ့နံပါတ်၄ဖြစ်ပြီးတော့မှကိုအဲ့ဆက်ကြည့်မယ်อืม 남자의 태도အနေနဲ့ဆိုရင် 상대방의 의견을 반대하고 있다. ဆန့်ကျင်ဘက်ဟုတ်တယ်ရှဖြစ်နေဟုတ်လားင်ဘန်တဲ့တော့ဖြစ်ဟုတ်တယ်ဟုတ်တယ်ရှင်ကောင်မလေးကျတော့မဟုတ်ဘူးเนาะရှော့ရှော့ဖို့မဟုတ်ဘူးအပြစ်ပေးပြီးရှာပေးမယ်သူကတော့မဟုတ်ဘူးပြင်းပြင်းထန်ထန်ကိုပြစ်ပေးရမှာသူကဘန်းနဲ့လုံးနေတာဒီမှာဂျဲတူ ဟုတ်တယ်ရှင် system ကျတို့ system ကလုံးဝမပါဆိုတော့အစိုးရကဘာ system မှမလာသေးဘူးခလားသူကသူမလာသေးဘူးပြီးဆွေးနွေးမွန်းကျဲတာပဲရှင်ဟဲဂီယောနဲ့လည်းပတ်သက်ပြီးတော့ဂုံကမ်းမကွေတာဆိုချေတစ်ဖက်လူပြောတဲ့ဟာကိုပါခုနကပြောဆိုထောက်ခံစာနာနားလည်ပြီးနေဟုတ်တယ်မလားအဲ့တော့ဟုတ်တယ်ရှင်အဲ့ဒါလည်းမဟုတ်ပြန်ပါဘူးနော်မဟုတ်တန်ဘူးတဲ့ကဂျေရှီယန်ခွန်ကို의심하다ဖြစ်နေလားမဟုတ်ဘူးနော်သူကယုံမကိုဟုတ်ဘူးပွားကုန်းဖြစ်တာလက်မခံဘူးဟုတ်လားနော်အဲ့တော့ခြေနံပါတ်1တစ်ဟုတ်ရှင်โอเคအဲ့တော့နည်းနည်းလေးတော့ဗောနော်သူမှပြောတဲ့အကြောင်းအရာလေးတော့နည်းနည်းခတ်မှာဗောနော်ခြေဒီဟာလေးအဲ့ဒါတစ်ခုပါပဲဟုတ်ပြီအဲ့ကြည့်အောင်နောက်တစ်ခုကြည့်မယ်အဲ့ဆိုရင်နောက်ထပ်မေးကော다음은 듣고 물음에 답하십시오. 소리야. 남자의 생각으로 맞는 거. 하라. နော်အဲ့တော့ကျပါလဲစိဟုတ်တယ်남자နော်남자의အတွင်းနဲ့မှန်တဲ့ဟာရွေးရပါမယ်အဲ့တော့နံပါတ်1က 케베카 설치는 케베카 ဟာနော်ကျကေဘက케베카 ဟုတ်ရှင်설치ဆိုချေပါတက်စင်ဟုတ်ချီဟုတ်ရှင် 설치하다 ဆိုချေတက်စင်တက်စင်လားအဲ့တော့ 케베카 တက်စင်တယ်ဒီမှာတက်စင်ပေါ့ဆောက်လုပ်တာပေါ့ဟုတ်လားနော် 케베카 ဆောက်ဟုတ်လုပ်တာကတောထဲမှာကျတို့တောင်တက်တာပါညာကျဘာတို့တက်ရောင်ကျုံးကလို့မျိုးလीဟုတ်တယ်ဒီဘက်ကတက်ဆင်တာအဲ့ဒါကတဲ့ဂျာယောင်တဘာဝရဲ့ကျုံးကွမ်းလို့ပြောတဲ့ရှုခင်းနေတဘာဝရှုခင်းနေပြုကိုခင်းနေဖဲချင်တာပျက်စီးစီရဖဲချင်တာဆိုချေဘာလို့မှာဖြက်ပျက်စီးစီးရပါရှင်ဟုတ်တယ်အဖြက်စီးဟမ်ဖြက်စီးရဖြက်စီးတယ်ဟုတ်လားနော်ဖြက်စီးအောင်လုပ်တယ်ဘာလို့ဖြက်စီးတယ်နော်ဖြက်စီးစီဟုတ်ဖြက်စီးစေတယ်အဲ့တော့ तू ကအဲ့လိုပြောတယ်နောက်တစ်ခုကကျအမောကေဘေက설치야 ကေဘက 여러 잔정ဘာချက်တွေတော့ရောတော့ချမ်းချမ်းအတာ 잔정 ချက်တွေအားသာချက်တွေကို အတာချက် 가지고 있다 အဲယူရှိဆောင်တယ်ပေါ့ရှင်ရှိတယ်လို့ပြောချင်ယူတာပဲဆောင်လာတယ်เนาะဇန်ကြောင့်ဟုတ်ရှင်ရှိရဲဆိုတာရယ်နောက်တစ်ခုက 케베카 서치야 설치 လုပ်လိုက်တယ်ဆိုရင်등산객လို့ပြောဘယ်သူတွေတော့ဒန်းဆန်းတောင်တက်တဲ့ကဆိုတော့တောင်တက်တဲ့သူတွေတောင်တက်တဲ့သူတွေရဲ့အန်းချောင်းမှာဒိုးမိတွေ့တာเนาะလုံခြုံရေးတွေပါဟုတ်တယ်ပို့ပြီးအကူတော့လုံခြုံကြီးဖြစ်တရေးအတွက်ယ်အကူအညီပေးရဟုတ်နောက်တစ်ခုက 케베카 서치야 경제적 효과 လို့ပြောချင်စီးပွားရေးဆိုင်ရာအကျိုးရလဒ်တွေအဲ့တော့စီးပွားရေးဘက်ကနေကြည့်တယ်ဆိုရင်လည်းခြေလို့ပါလို့လဲဆိုရင်기대하기가 ခီတဲ 어렵다 ဟာကင်ပို့ပြီးတော့မျော်လင့်နေပေါ့ချေအမို့လေ မျော်လ 기대하기 င့်မျော်လင့်မှု 어렵다 ခမျော်လင့်မက်ခဲတယ်ခတ်တယ်ခအဲ့တော့အက်ခဲတယ်စင်းတွေကတိတ်ပြီးတော့မကောင်းဘူးဆိုတဲ့အတိတ်ပဲဟုရတ်တယ်လက်တွေကိုမျော်လင့်မခတ်ဟုတ်တယ်ချေအဲ့တော့စီးပွားရေးဘက်ကနေကြည့်ပြန်လဲတိတ်ပြီးတော့အခြေအနေကမကောင်းနေဘူးဆိုတဲ့အဓိပ္ပာယ်တေးကြရင်ဒီပုတ်ဒီခေဘဲက sol ချီလောက်တာနဲ့ပတ်သက်ပြီးအကြောင်းအရာလာပါလိမ့်မယ်ဒါဟုတ်ချေနဲ့ပတ်သက်ပြီးညင်းခုန်ကြလိမ့်မယ်အဲ့တော့အောက်ပြီးအောက်မှာဆက်ချင်းအောက်မှာ남자의 태도ကြည့်မယ်အဲ့တော့상대방의 의견을 ဟန်တဲ့ဘန်းကြီးဒီကြောင်ဆို잠깐만 အမြင်နေလေးချေတစ်ဖ 잠깐만 က်လူတစ်ဖက်လူဟုတ်ချေအတာချက်အနေချမ်းကြောင်ချမ်းကြောင်အနေချက် အဲ့တော့ကြည့်မယ်နော်상대방တစ်ဖက်လူရဲ့တစ်ဖက်လူရဲ့အမြင်ပေါ့ချေဝီကောင်းနေကို정초안을 모색하고 있다. 모색하고 있다. 오케이. 상대방의 의견နော်တစ်ဖက်လူရဲ့ဒီရဲ့အမြင်ကိုတဲ့အမြင်미니미니 ရဲ့절충안 저초안
제로 발레소이노 두알리 다른 관점을 조절하여 하라나 저 뚜로냐가 마뚜니라이고 하라나 뚜로의 미마뚜라리고 발로 레소이 자 어울리게 만드는 거 발로 레소이 뚜니도 하라나 니나이미요 얼루 ညှိ 상회자 နှိုင်းတာ 일로 본다 ဟုတ် နော်အဲ့လိုလုပ်တဲ့ဟာကိုကျွန်တော် 절충안 လို့ပြောအဲ့ဒီ 절충안 ကိုမိုးဆက်ခါကိုတာဆိုတော့ကျွန်တော်ဖြည့်ရှင်းမှုတဲ့နီလန်ရှာနေကြတယ်နော်အဲ့ဒါဆိုနှစ်ယောက်သားနော်ငါတို့ဘယ်လိုလုပ်လိုက်တော့ငါတို့ရဲ့အတွင်းမြင်နေညီသွားမလဲပေါ့နော်အဲ့လိုနှစ်ယောက်သားဖြည့်ရှင်းတဲ့နီလန်ရှာနေကြတယ်ဆိုတာလေအဲ့နော် तू ကရှာနေတယ်ဆိုတဲ့ပုံစံနောက်တစ်ခုကကျတော့စမ်းတဲ့ဘန်းရဲ့ဦးကြီးကြောင် 상대방의 의견တစ်ဖက်လူရဲ့အမြင်ကိုတစ်ဖက်လူရဲ့အမြင်ကိုမလုပ်နေရလဲဆိုရင် အပြုသဘောဆောင် 긍정적으로 수용하고 있다. 말로 니래. 가운데 바깥에 လက် 비로 ခံ 수용하고 있다. 그래서 제가 말로 해서 သူများပြောတာကို제가ဟုတ်တယ်ထောက်ခံတာ like နော် လက်ခံတာဟုတ် လက်ခံနေတာမျိုးနောက်တစ်ခုက살레를 바탕으로 살레ဆိုတာ제가ဘယ်လိုပြောမလဲအရင်တုန်းကဖြစ်ခဲ့ဘူးတဲ့제가 example တွေပေါ့ဟာလားနော်ဥပမာတွေကို바탕으로အခြေခံလုပ်ပြီးတော့မှ 자신의 주장ကိုယ့်ရဲ့အမြင်ကို 펼치고 있다 ဆိုတော့제가ဘာလို့ထုတ်ဖော်ပြောနေတာပြောတာပဲဟာလားနော်ဒီလိုအခြေအနေရောရှိရဒါကြောင့်မလို့သူ့ရဲ့ကိုယ့်ရဲ့အမြင်ကိုထုတ်ဖော်ပြောပြတာမျိုး ဟုတ်ချင် နောက်တစ်ခုကကျတော့ 논리적 근거를처럼 논리적 근거를 제가ညီမတို့ချက်တိချက်မျိုးဘယ်လိုပဲ logistic ကြတာကိုပြောတာကျ logic ကြပြောတာညီမတို့ဘယ်လိုပြောတော့ ယုတ်တိရှိရှိပေါ့ချင် ဒီညီမတို့တွေမပြောတတ်တော့အဲ့တော့ ယုတ်တိရှိအောင်လို့ပြော အဲ့ တာ ဒါဒီ 근거 ဟုတ်လားနော်တက်တေထောက်ထားရင်းနဲ့တက်တေထောက်ထားတွေကိုတုံးချပြီးတော့မှတစ်ဖက်လူ 설득하고 있다 ဘာလို့လဲ ရှင်းပြတာပေါ့ချင် 설득하다 ဆိုချက်ပေါ့ရှင်းပြတယ်ဘာလို့လဲနားလေလက်ခံလာအောင်ပါ ပြ လဲ နာဟုတ်ပြောပြ နော်အဲ့လိုပုံစံဟုတ်ပြီအဲ့ဒါဖြစ်မလားပေါ့အဲ့တော့ကြည့်အောင်နားထောင်မယ်ဖြစ် 네? 손잡고 다음을 듣고 물음에 답하십시오. 2번 읽겠습니다. 케이블카 설치는 자연 경관을 해칠 것이고 관광객이 몰리면서 생기는 오염 문제 등 환경 훼손이 불가피할 것입니다. 환경 전문기관의 조사에 따르면 케이블카가 설치되면 등산객을 분산시켜 오히려 산림을 보호할 수 있다는 결과가 있습니다. 그리고 관광객이 증가하면 경제적 효과가 높아질 것이라고 생각합니다. 그건 케이블카의 설치 효과를 너무 단순하게 봐서 그런 것 같습니다. 그리고 경제적 효과도 중요하겠지만 후손들에게 현재 자연의 모습 그대로를 전해줄 의무가 있지 않겠습니까? 그렇기는 하지만 케이블카는 더 많은 사람들에게 산을 즐길 수 있게 해줄 것입니다. 케이블카가 설치되면 산을 오르기 힘든 노약자나 신체가 불편한 사람들에게 산을 즐길 수 있는 기회를 제공할 수 있지 않겠습니까? 다시 들으십시오. 케이블카 설치는 자연 경관을 해칠 것이고 관광객이 몰리면서 생기는 오염 문제 등 환경 훼손이 불가피할 것입니다. 환경 전문기관의 조사에 따르면 케이블카가 설치되면 등산객을 분산시켜 오히려
살림을 보호할 수 있다는 결과가 있습니다. 그리고 관광객이 증가하면 경제적 효과가 높아질 것이라고 생각합니다. 그건 케이블카의 설치 효과를 너무 단순하게 봐서 그런 것 같습니다. 그리고 경제적 효과도 중요하겠지만 후손들에게 현재 자연의 모습 그대로를 전해줄 의무가 있지 않겠습니까? 그렇기는 하지만 케이블카는 더 많은 사람들에게 산을 즐길 수 있게 해줄 것입니다. 케이블카가 설치되면 산을 오르기 힘든 노약자나 신체가 불편한 사람들에게 산을 즐길 수 있는 기회를 제공할 수 있지 않겠습니까? 1번 2번 네, 너무 띠까. နံပါတ်1က2ဒီချေ ဟုတ် အားလာ တယ် ချက်တွေပြောပြဟုတ် နံပါ နံ တ် ပါတ် 2 2ကတော့3 နံပါတ်2က ထုတ်ဖော် 3 ပြောပြတယ်3 ဟုတ် ဟုတ်ရှင် အဲ့တော့ကျသူ့ရဲ့ဟောကြည့်အောင်အမှနည်းနည်းမသိတဲ့ဟာကြီးပါမလားတော့မသိတပုတ်လုံးပြောရရင်ခြုံပြောရရင်တော့ကောင်မလေးကကျတော့မလုပ်နေရတော့ဒီ skipper က search နဲ့ပတ်သက်ပြီးတော့ မကောင်းတာကိုပြောနေ မကောင်းတာပြောတာသူကတော့ဘာကြောင့်မလို့သူမကောင်းဘူးလို့ထင်တာတဲ့ သူနမ်ဂျာရဲ့ပြောတာကိုတော့တိကျကြားတယ်ဟိုဓာတ်နာလိုက်တာရှင်နမ်ဂျာကျတော့ဒီကောင်မလေးကကျတော့လေလာပြီးတော့လေပတ်မဲ့သူတွေအတွက်မကောင်းလာဘူးလို့ပြောထင်တယ်ဟိုနမ်ဂျာကျတော့နားတဲ့လေပတ်သူတွေကအကယ်၍တက်လို့အဆင်မပြေဘူးဆိုရင်ကေဘယ်ကောက်အသုံးပြုတက်နိုင်တယ် ဟုတ်တယ် အဲ့လိုကြားရတယ်ရှင်ဟုတ်တယ်ပြီးတော့လာရောက်လေပတ်တဲ့သူတွေပို့ပြီးတော့မြင့်လာနိုင်တယ်ပေါ့ရှင် များလာနိုင်တယ်ဟုတ်တယ် များလာနိုင်တယ်ဟုတ်တယ်ဟုတ်တယ် ဟုတ်ကြည့်အောင်ကောင်မလေးကစပြောတယ်ကေဘက်ကဆော့ချီတာပေါ့နော်ဂျာယောင်ကျောင်းကွမ်လို့ပြောရဲဆိုတော့ဘာပတ်ဝင်ရှုကင်းတွေကိုဟက်ချစ်ကော့ရှီတာနော်ဘာလို့လဲဖြက်စီးဖြက်စီးစေနိုင်တယ်လို့ပေါ့နော်ခွမ်းကန်ဖြက်စီးစေနိုင်ပြီးတော့ခွမ်းကွက်တွေမူလိမြောင်ဆိုတော့ဘာလို့လာလဲဒီခီးသွားလေပတ်တဲ့သူကြီးစုလာရင်တော့ပြောကြလူတွေရမ်းများလာရင်ဖြစ်ပေါ်နိုင်တဲ့အိုရောင်းမွန်းကျယ်ဘလို့ဖြစ်တဲ့မွန်းကျယ်အိုရောင်းဘာဝပတ်ဝင်ကျယ်ညဉ့်ညမ်းတဲ့ပြဿနာတွေ ညဉ့်ညမ်းတဲ့ပြဿနာ တဘာပတ်ဝင်ကျင်ညဉ့်ညမ်းတဲ့ပြဿနာအစတက်ဖြစ်ပေါ့နော်။ဟွန်ကြောင်ဖဲဆုံးလို့ရတဘာပတ်ဝင်ကျင်ထိခိုက်နေတာတွေပေါ့နော်။ဖဲဆုံးဆိုတာလေထိခိုက်နေတာတွေကဘူကဖိဟိုက်ကော့ရှိတာဘူကဖိဟာအဲ့မှာကျတော့ဖိဟာတာဆိုတဲ့အဓိပ္ပာယ်ကျတော့ဖိဟာတာဆိုတာကျတော့ရှောင်းတာပေါ့ဟုတ်တယ်လားဖိဟာတာဆိုရှောင်းတာအဲ့ဒါမှကျတော့အရှင်းနေဘူကဖိဟာတာနဲ့ကျတော့ရှောင်းလွဲလို့မရနိုင်တော့ဘူးဖြစ်ပါလိမ့်မယ်ဟုတ်လားနော်ဒီလိုမျိုးကေဘက်ကတက်လိုက်ခီးသွားပြီးများလာမဲ့စုပုံလာတဘာပတ်ဝင်ကျင်ပျက်စီးမှာတေးကြပေါက်ပဲနော်အဲ့တော့ရှောင်းလွဲလို့မရဘူးလို့ကောင်းမလေးစစချင်းလှမ်းပြောတယ်အဲ့တော့ကောင်းမလေးကျတော့ကေဘက်ကဆော့ချီကိုမကြိုက်ဘူးအဲ့လိုပုံစံ မဟုတ်ဘူးနမ်ကြားကြတော့ဟွန်ကျောင်းချောင်းမွန်ခီကွမ်ဟာလားနော်ဒီဟွန်ကျောင်းနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီ prophet သူတို့ရဲ့ချောင်းမွန်ခီကွမ်ကနေပြီးတော့မှာတဲ့ဂျိုးစားရဲ့သားတို့မြောက်ဂျိုးစားကိုအကြည့်မယ်ဆိုရင်ခီဘက်ကဆော့ချီလောက်လိုက်မယ်ဆိုရင်ဒန်းဆန်က လာတောင်းတတဲ့သူတွေအတွက် တောင်တက်တဲ့လူတွေကိုဘွန်းဆန်ရှိခီရဟုတ်လားနော်ဘွန်းဆန်ရှိခီတာပါလို့ဖြစ် ဘု ပါ န်း လို့ ဆန်းရှိခိတာကာကွယ်ရှိခိလို့ရတယ်ရှင်ကာကွယ် 아닌 것 같아요. 잠깐. 분산시키다. ဘုန်းဆန်းရှိ 어, 어디. 또 할래, 그러면 래. နေရာတွေအများကြီးရှိနေတဲ့ဟာနေပြီးတော့မှလေကျတို့လူစုခွဲလိုက်တယ်လို့မျိုးပေါ့နော်အပိုင်ဟိုဟာတွေပေါ့လူတွေအများကြီးစုပုံနေဆိုလေအဲ့ဟာတွေကိုကျတို့လူတွေမစုပုံစီအောင်လို့ပါလူခွဲလိုက်တယ်လို့ပဲအဲ့လိုခွဲလိုက်တယ်ဆိုတဲ့အတိတ်ပဲပေါ့နော်ကျတို့ခွဲထုတ်လိုက်တယ်အဲ့လိုမျိုးကျတို့ဒီမှာဆိုအဲ့လိုပဲကျတို့ဒွန်းဆန်ကတ်တွေခွဲထုတ်လိုက်ပြီးတော့ပေါ့နော်ခွဲထုတ်လိုက်တဲ့အတွက်ကြောင့်အိုဟီလီကိုပို့ပြီးတော့တောင်မှာပဲတဲ့ဆန်လင်ဆိုတာကျတို့ဆန်ရယ်စုပ်ရယ်ဆိုတဲ့နှစ်ခုကိုပေါင်းထားဆန်ဆိုတာတောင်ရယ်စုပ်ဆိုတဲ့တောเนาะအဲ့တော့ဒီရဲ့တောတွေတောင်တွေကိုဘာလို့လဲဆိုရင်ဘိုးဟိုက်ဆွီတာအဲ့တော့ကျွန်တော်ပုံမှန်ဆိုရင်ခရီးသွားတွေအများကြီးတောင်တက်တဲ့လူတွေအများကြီးလေဟုတ်တယ်မလားအဲ့ဒီလူတွေအများကြီးဒီတိုင်းပဲကျွန်တော်ယူတောင်ကနေပဲယူရှင်းတက်ကြမှာဒါပေမဲ့မဟုတ်ဘူးကေဘယ်ကတက်လိုက်တယ်ဆိုရင်အဲ့ဒီလူစုခွဲလိုက်တယ်လို့ပြောချင်တောင်တွေဟိုဟာတွေကိုတိတ်မသုံးတော့ဘဲနဲ့ဆိုရင်တဘာပုံဝင်ချင်တိတ်မပြက်စီးလောက်ဘူးပေါ့သူအဲ့လိုပြောချင်
ဟုတ်ရှင် အဲ့ဒီ산림လို့ပြောတယ်ဒီရဲ့တောင်တွေတောတွေကိုဘာလုပ်နိုင်လဲဆိုရင်보호할 수 있다는ဘာလို့လဲကာကွယ်နိုင်တယ်ဆိုရ결과ထွက်လာတယ်ဂျူစာကိုကြည့်လိုက်တယ်ဆိုတော့ကောင်းတဲ့ကြောကောင်းတဲ့ဘက်ကပြောတယ်ပြီးရင်관광객이 증가하면 저တိုးလာတယ်ဆိုရင်경제적 효과가 높아질 것이요ဒီမှာကျတော့경제적 효과 높아지다ဖြစ်မှာဒီမှာပြောထားတာရှိတယ်기대하기 어렵다အဲ့ဒါမဟုတ်ဘူးကောင်းတဲ့ကြောအကောင်းဘက်ကနေနော် ဟုတ်ရှင် ဟုတ်ပြီအဲ့ဒါပြီးရင်ပြီးတော့ခုကောင်မကောင်းမလဲညင်တယ်ခေဘက်ကဆောလ်ချီ효과로နော်효과ကိုပေါ့နော်ဒီအကျိုးရလဒ်ကိုရိုးရိုးအရင်단순하게ရိုးရိုးရှင်းရှင်း봐서 그런 것 같습니다နော်အဲ့လိုလေရိုးရိုးရှင်းလေးကြည့်နေလို့ထင်တယ်ပြီးရင်တဲ့ 경제적 효과도 중요하겠지만နော်ဒီစီးပွားရေးဒီ စီး စီး ပွား ပွား ရေး ရေးက အတွက် အရေးကြီးပေမဲ့ဆိုပေမဲ့လေဟူဆောင်တဲ့ကဘယ်သူတွေတော့ကိုယ့်ရဲ့ညီး နောက် မြစ်တွေ နောက် နောက်လာနောက်မျိုးဆက်တွေဟုတ်လားနော်အဲ့လိုမျိုးပြောချင်တာအဲ့တော့ ဟုတ် ကိုယ့်ရဲ့နောက်လာနောက်သားမျိုးဆက်တွေအတွက်ဆိုရင်တော့현재 자연의 모습အခုလက်ရှိတဘာဝရဲ့ mood နော်အဲ့ပုံစံနဲ့그대로လို့ဘာလို့လဲ အဲ့အတိုင်းလို့ အဲ့အတိုင်းလေး전해주 sorry 전ဒီမှာနဲ့전해주다ဆိုတော့လက်ဆင့်ကမ်းပေးရဟလားနော်လက်ဆင့်ကမ်းပေးရမယ်ဥိမှုဘာလဲလောက်ရမယ်တာဝန် လောမတောင်း လောက်ရမယ်တာဝန်အကြီးအကန့်စမီကပိုဒီမှာမရှိဘူးလားနော်အခုလက်ရှိနော်ဒီမျိုးဆက်တွေကနောက်လာနောက်သားတွေကိုဒီတိုင်းလေးပေးလက်ဆင့်ကမ်းဖို့အတွက်တာဝန်မရှိဘူးလားလို့ကောင်းမှလေးကပြန်မေးတယ်ဟုတ်တယ် ဟုတ်ရှင် အဲ့တော့뭐 그렇기는 하지만 알로 비멜리 뭐너 기베가가 뽀비로 헐라 너 제로 봐 더 많은 사람들에게 너 산을 죽일 수 있게 뽀비로 해주고 뽀비로 뼈뼈하게 간사나요 로비레 비 기베가 설치되면은 산을 오르기 힘든 헐라 너 다운타포 카드 အသက်ကြီးရဲ့ 요약자 아내래 둘이 အသက်ကြီးအသက် အသက်ကြီးပြီးတော့အားနေ အ တဲ့ သက် သူ ကြီး တွေ ပြီးအားနေတဲ့သူတွေ ဟုတ်တယ်အရှိက no ကကျတော့ no in နော်အဲ့ဒါရဲ့အနောက်ကyak자အားနေတဲ့သူတွေနော်အဲ့တော့အသက်ကြီးအားနေတဲ့သူတွေပြီးရင်신체ဆိုပြောတယ်ခန္ဓာကိုယ်불편한 사람들ခန္ဓာကိုယ်မတန်ဆွမ်း အဆင်မပြေ အဆင်မပြေမတန်ဆွမ်းတဲ့သူတွေအတွက်ပေါ့ကျတော့ဘာဖြစ်လာလဲသူတို့အတွက်ကြတော့ခီဝယ်ဖြစ်နိုင်တယ်နော်အဲ့လိုပြောတယ်အဲ့တော့သိကြကျတော့ဒီမှာလေအဲ့ဒီရဲ့နံပါတ်1ပုံလို့မျိုးနမ်자의 생각သူကလေကျဘာပုံစံသွားတူလဲ존심 생각လို့သွားတူတယ်ဒီလား ဟုတ်ရှင် အဲ့တော့ 존심 생각 လို့ပဲအဲ့တော့존심 생각ဒီချေမျိုးနဲ့ပြောနောက်ဆုံးနားမှာလို့ပဲဟုတ်တယ်မလားအဲ့တော့သူမှလည်းတူတူပဲချေဒီနောက်ကဟာဟုတ်တယ်မလားသူကောင်းကျိုးတွေပြောတာမျိုးပဲပေါ့နော်အဲ့လိုပုံစံပဲချေလို့နော်နည်းနည်းလေးသူကဆင်တူတယ် 존심 생각 လို့ပဲအဲ့တော့ချေဒီမှာချမ်းချောင်းနေရှိရဲဆိုရပုတ်ဖြစ်သွားတယ်နံပါတ်1ထဲတုံမှာလည်းတူတူပဲထဲတုံမှာကျတော့သူနီလန်းရှာနေရလဲမဟုတ်ဘူးကောင်မလေးပြောတော့ထောက်ခံနေရလဲမဟုတ်ဘူးသူပြီးကောင်မလေးကိုနားချနေရလဲမဟုတ်ဘူးဟုတ်တယ်မလား sorry တခါနော်အဲ့ဒါလည်းမဟုတ်ဘူးလေနော် तू ကလည်းပြန်ညင်းတာဟုတ်လားနော်မဟုတ်ဘူး तू ကလည်းသူ့ရဲ့ဥပမာလေးနဲ့ तू ပြန်ညင်းတာအဲ့တော့နံပါတ်3 နံပါတ်3ဟုတ်ရှင် ဟုတ်ပြီအဲ့ဒါဆက်ကြည့်မယ်နောက်တစ်ခုကကြတော့တဲ့남자의 생각으로 맞는 거, 너? 이 말에 지금 남자 와베, 남자 아니 묘래. 김치 축제가, 김치 축제, 김치 로데 버려. 본래 목적, 저기, 본래로 받아와. 저 나는 라는 디 랍양. 본래 목적으로 별. 또예, 디 김치 축제 로야래. 너고 이외자. 너? 오, 얘너가 하나, 너? 또아도 땀맛 잘해도 너고 몰라 이외자가. 춘실하게, 춘실하게 지키고 있다. 다운 춘실이라서 다운지양 로데서 표지나. 에리 너고도 호라 너 바호 얘너가 땀맛 개자. 바로 김치 축제 로맨 소리 이외자고 땀맛 잘해서 에리 이외자고 뭐노? 삐면 에리 이외자네 까이니양 롱니래 소리 봉사 뭐노? 땡땡땡 비어 롱니래 너? 알아 봉사. 땡땡니래. နောက်တစ်ခုကကြောင့် kimchi ကကြတော့တဲ့세계적으로တစ်ကမ္ဘာလုံးအနေနဲ့ဆိုရင်ကြည့်ရင်တဲ့ 막과 အရသာနဲ့ဦးစုဆောင်လို့ပြောသူ့ရဲ့ထူးခြားတဲ့အရေးသွေးတွေကို 인정받고 있다. ဘာလို့နေတော့ မကွာအင်းကြောင့်လက်ထောက်ခံတယ်ပေါ့ကြာ ဟုတ်တယ် ပြူ 인정 သူက 인정받다 ဆိုတော့ဒီမှာဘာလို့တာအတိမတ်ပြုခြင်းခံရ အတိမတ်ပြုခြင်းခံရတာ အတိမတ်ပြုခြင်းခံနေရတယ်နော်နောက်တစ်ခုကကြတော့다양한 김치를 소개할 수 있도록နော်အမျိုးမျိုးသော 김치တွေကိုမိတ်ဆက်ပေးနိုင်လောက်တဲ့အထီအောင် 김치ရဲ့ 종류 အမျိုးအစားတွေကို늘려야 한다. ကောင်းလေးရကြောမဟုတ်ဘူးထပ်တိုးရမယ်လို့သူကတွေးရလားနောက်တစ်ခုက 김치 축제မှာ 외국인이အများကြီး 참가할 수 있는 하나 방안으로 ပြောတဲ့제호디 문제 피신 모두 니랜 방법들고 찾아야 한다. 샤야 매နော်외국인이ပြောနော်ပိုလာနိုင်မဲ့သူတို့အတွက်방안이 샤야 매လို့남자가ထင်တာလားအောက်မှာထဲတူကြည့်မယ် 상대방의 행동တစ်ဖက်လူရဲ့အပြုအမူကို 비판하고 있다. ဘာလို့နေတော့ဝေဖန်နေတယ်ဟလားနော်ဝေဖန်နေတာလား ဝေဖန်တာ ဟုတ်
နောက်တစ်ခုကစန်တဲ့ဖန်ရဲ့မှာတော့တစ်ဖက်လူရဲ့စကားဟာနာတစ်ခုချင်းစီဟုတ်လား တစ် ဟို ဖက် က လူ တစ် ရဲ့ ခု စ မျိုး ကား အဲ့တစ် ကို ခု တစ် ကို ခု ဖန် ချင်း ပတ် စီ ခတ်ဖို့ ကို တာဘာလို့လဲပြန်လဲချိပါနေတော့မဟုတ်ဘူး ဟို နင်ပြောနေ င တာ င်းဆို ဒီ တာ ချက်ကဒီလိုဟာနော်ကျွန်တော် exam တွေခုနလိုမျိုးနော်ဂွန်းကောတွေထုတ်ပြီးတော့မဟုတ်ဘူးပြန်ချိပါနေညင်းဆိုတာပြော ဟ နော် င်းဟုတ် နောက်တစ်ခုကကြတော့စန်တဲ့ပန်းငယ်ကနော်ဒီတစ်ဖက်လူကိုဂျိုးရှင်းဆိုတော့ပဲသတိထားဆိုတော့ ਨੇ တစ်ဖက်လူ သတိကြီးထားပြီးတော့မှဒုံကျိုးတို့ကိုကိုတာဒုံကျိုးဆိုတော့ကျွန်တော်ဘာလဲလဲဆိုရင်တစ်ဖက်အကုန်လုံးနဲ့ဘာလို့လဲကိုက်ညီအောင်လိုက်ညှိတာမျိုးတဲ့အဲ့ကျွန်တော်တစ်ဖက်လူကိုဟုတ်တယ်မလားအတူတူညှိအောင်ပေါ့နော်အဲ့လိုမျိုးလိုက်ညှိနေတာမျိုးပေါ့နော်အဲ့လိုပေါ့နောက်တစ်ခုကကြတော့တစ်ဖက်လူရဲ့အမြင်ကိုဂျုံကျွန်းဟာမြောင်ဆိုဂျုံကျွန်းဟာတာဘာလို့ လေးစားတာပေါ့ရှင် လေးစားပြီးတော့မှာတဲ့ထားဖြော့ကြောင်းထားဖြော့ကြောင်းဆိုတာလဲကျတော့ဗာလဲဆိုရင်ဘယ်လိုပြောမလဲအမြင်မတူတဲ့လူတွေဘာလုပ်ကြရတော့ညှိနှိုင်းပြီးတော့ဆွေးနွေးကြတယ်အဲ့လိုပုံအဲ့ဒါကိုဘာလုပ်လဲဆိုရင်ချက်ကိုတာရှာနေအဲ့ပြောချင်တော့ तू လိုက်ပြီးတော့ညှိနှိုင်းနေတာပေါ့ဟုတ်လားနော်အကုန်လုံးလည်းတစ်ဖက်လူအတွေးမြင်မတူနေတဲ့ဟာကို तू ကတူညီအောင်ညှိနှိုင်းပြီးတော့ပြောနေတာမျိုးလား ပြောနေတယ် ဆိုတော့ကြည့်ရအောင်40ဒီကဲမရ 다음은 네? 다음을 듣고 물음에 답하십시오. 2번 읽겠습니다. 우리 지역에서 주관하고 있는 김치 축제는 그동안 많은 노력을 해서 성공적이었다고 평가합니다. 물론 좀 더 나은 축제가 되도록 계속 노력할 것이고요. 과연 성공적이라고 할 수 있을까요? 참가자 대부분이 내국인이었고 외국인은 찾아보기 힘들었습니다. 외국인에게 충분히 홍보하지 못한 점만으로도 성공했다는 판단은 이른 감이 있습니다. 축제 참가자 수는 전체적으로 증가를 했습니다. 그걸 외국인과 내국인의 비율로 나누어 보는 건 지나치다고 생각하는데요. 아니지요. 외국인에게 김치의 맛과 우수성을 알리겠다는 것이 축제의 기본 목적입니다. 지금처럼 김치만 소개할 것이 아니라 김치를 재료로 만들 수 있는 다양한 요리도 소개했으면 합니다. 좀 더 다양한 프로그램을 만들어서 외국인의 참가를 유도할 필요가 있다고 봅니다. 다시 들으십시오. 우리 지역에서 주관하고 있는 김치 축제는 그동안 많은 노력을 해서 성공적이었다고 평가합니다. 물론 좀 더 나은 축제가 되도록 계속 노력할 것이고요. 과연 성공적이라고 할 수 있을까요? 참가자 대부분이 내국인이었고 외국인은 찾아보기 힘들었습니다. 외국인에게 충분히 홍보하지 못한 점만으로도 성공했다는 판단은 이른 감이 있습니다. 축제 참가자 수는 전체적으로 증가를 했습니다. 그걸 외국인과 내국인의 비율로 나누어 보는 건 지나치다고 생각하는데요. 아니지요. 외국인에게 김치의 맛과 우수성을 알리겠다는 것이 축제의 기본 목적입니다. 지금처럼 김치만 소개할 것이 아니라 김치를 재료로 만들 수 있는 다양한 요리도 소개했으면 합니다. 좀 더 다양한 프로그램을 만들어서 외국인의 참가를 유도할 필요가 있다고 봅니다. 3번. (4번) 좋아요. 알았어요. 예, 나온 너만 똥.နံပါတ် 3ကလေးလို့ထင်တယ်
ဟုတ်ပြီ4အောင် နံပါတ်4က4ပဲ 4က4ဆို လေး မ လေး ဟုတ် ကညှိနှိုင်းတာအမေ မညှိနိုင်ဘူးမညှိနိုင်ဘူးဒီကောင်းမှာ तू ကဘာလုပ်လဲ အော် ဘန်ပတ် 4 ဘ နဲ့ န် 2တော့ဟုတ်တယ်ရှင် 4က2ဘန်ပတ်ခါတာလုပ်တယ်ကောင်းမလေးပြော အော် တော့ तू လက်မခံဘူးကောင်းမလေးကျတော့ လက်မခံ အရင်အောင်မြင်နေပြီးတော့ထင်တာဘာဘူးဒီလိုချက်တွေလို့သေးဟာတစ်ခုချင်းစီကို तू က ဟု လိုက်ပြီး တ် ခြေပါနေ ခြေ နော် ပါ သူ တာမျိုး ထော ဟုတ် က်ပြနေတာမျိုးပုံစံနော်အဲ့တော့နံပါတ် ဟုတ် 2 နံပါတ်2 ကောင်းမလေးကြောင့်အောင်မြင်တယ်လို့စဉ်းစားပါမဟုတ်ဘူးကောင်းလေးကျတော့ စဉ်း ဟုတ်လား စား နော်လိုအပ်သေးတယ်ဂင်ချီချွတ်ကျဲကိုဘယ်သူတွေမလာကြ ရှာ ဘူး ရှာဖို့လို့တယ် ဘယ် ဟို သူတွေ နိုင်ငံခြားသားတွေမလာကြ ဟုတ်တ ဘူး ယ်နိုင်ငံခြားသားတွေတိတ်ပြီးတော့မလာနေသေးဘူးဟုတ်လားနော်ထပ်ပြီးတော့နိုင်ငံခြားသားတွေလာအောင်လုပ်ဖို့လိုသေးတယ်နော်အဲ့လိုပုံစံ လိုသေးတယ်ဟုတ်တယ်ရှင် အဲ့တော့ပြောချင်တာသူ့ရဲ့ kimchi ချွတ်ကျဲသူ့ရဲ့본래 목적아တေချာတာကတော့ကျိုးဒီကိုယ့်နိုင်ငံသားတွေတော့မဟုတ်ဘူးပေါ့နော်သူတို့ရဲ့ဒီပြည်တွင်းမှာရှိတယ်မဟုတ်ဘူးနိုင်ငံသားတွေတော့ပို့ပြီးတော့ဟုတ်တယ်မလား ဟုတ် သိ ရှင် အောင်လို့လုပ်ပါလေအဲ့တော့အဲ့ဒါသူတို့ရဲ့본래 목적ဖြစ်ပါလိမ့်မယ်အဲ့တော့ကြည့်ရအောင်သူကတဲ့우리 지역에서เนาะသူတို့ရဲ့ဒီ data မှာပေါ့နော်주관하고 있는 주관하다ဆိုတဲ့တာဝန်ယူဆောင်ရွက်နေတယ်တဲ့သူတို့ကဆောင်ရွက်နေတယ်ဒီ 김치 ပွဲတော်ဟာဆိုရင်တဲ့အခုတလောပေါ့ဒီတောအတွင်းမှာအများကြီးစူးစမ်းအားထုတ်တဲ့အတွက်ကြောင့်မို့성공적이었다고เนาะကျတို့အောင်မြင်သွားပြီလို့ဖြောင်းကားမိတယ်သူကတော့သူတို့သတ်မှတ်တယ်물론 뭐တေချာတာကတော့ပေါ့နော်ပိုပြီးကောင်းတဲ့ဂျောနာအောင်ပိုပြီးကောင်းတဲ့ပွဲတော်တစ်ခုဖြစ်ဖို့အတွက်တော့အမို့ထပ်တော့စူးစမ်းဖို့တော့ဆက်ပြီးတော့စူးစမ်းဖို့တော့လိုသေးတာပေါ့ဆိုပြီးကောင်းမှလည်းစပြီးချီကျူတယ် အဲ့တော့ 남자사비. 어머, 과연 나성 성공적이라고 할 수 있을까요? 아홉미네로 뼈로 အောင်မြင်တယ် 야바. လို့ပြောလို့ရပါမလားဟုတ် 참가자 대부분, 너, 이 바위네 둘이 아미아수가 내고 갱로 뼈에 제로 바해라. 비드행로 뼈 내야အတွင်းနေ 하나, 너, နိုင်ငံတွင်းထဲမှာရှိတဲ့လူတွေနေခုခင်နော်အဲ့ဘယ်ချင်တာကျို့ဒီပြည်တွင်းမှာရှိတဲ့လူတွေပဲဖြစ်ပြီးတော့မှဝယ်ခုကင်းလို့ပြောတယ်နိုင်ငံသားတွေကိုရှာဖို့တော့ခက်ပါတယ်ဝယ်ခုကင်းတွေတိတ်ပြီးတော့မလာဘူးနော်ဝယ်ခုကင်းတဲ့ကေနော်ဝယ်ခုကင်းတွေကိုချွတ်မှုနေလုံးလုံးလောက် 홍보하지 못한 정만으로 ဘာလို့လဲကောင်းကောင်းမွန်မွန်လုံးလုံးလားလားဘာမလုပ်နိုင်ဘူးလဲမကြေညာနိုင်တဲ့အချက်နဲ့တွေကိုပဲ성공했다ဆိုတဲ့ဟုတ်လားနော်성공했다လို့ပြောမယ်판단ကတော့이른 감이 있다ဘာလို့နေသေးတော့စောနေသေးတယ်လို့ပြော စောနေသေးတယ် ဣဒတာကျစောနေသေးအဲ့တော့ကျတော့မို့သူတို့ရဲ့ဒါကတော့ကျတရားဝင်စကားဝိုင်းတွေမှာပြောတဲ့ပုံစံပေါ့နော်이른 감이 있다နော်စောသေးတယ် နော်အဲ့တော့ဟိုကဆက်ပြီးတော့뭐 축제 참가자 수အရေးအတွက်ကတဲ့ 전체적으로 အကုန်လုံးကိုဟုတ်လားနော်အကုန်လုံးကို 전공ကြည့်မယ်ဆိုရင်တော့뭐 중가로 했습니다. တိုးတက်ပါတယ်ပေါ့နော်뭐 그거 외국인과 အဲ့ဒါကတော့ပေါ့နော် 외국인의 내국인의 비유 သူတို့နှစ်ခုအချိုးချပြီးတော့ 나누어 보는 ခွဲခြားပြီးကြည့်လိုက်မယ်ဆိုရင်တော့뭐အဲ့လို ခွဲခြားကြည့်တာကတော့ 지나치다고နည်းနည်း လွန်တယ်လို့တော့ သူကတော့ 생각하는데요. သူကတော့ ဒီလိုတွေး 뭐 아니지요. မဟုတ်ဘူး ကောင်လေးရိုက်ထိုက်ပြီး 외국인 씨요 김치의 야다의 우수사원이고 알리겠다. 라고 말을 해. 또 얘 투자의 성의이고 띠အောင် လုပ်မယ် 소리. 축제의 기본 목적입니다. 하나는 뚜로의 재료 말을 재료 그나 뼈래. 또얘 나고물라 목적. 나고물라 ဟုတ်ဟုတ်ရှင် 목적하죠. 뼈진 않죠. 외국인이 띠အောင် လုပ်မှာ 하나는 외국인이 야다 김치의 야다 우수사원 띠အောင် လုပ်မှာ 뚜로의 목적. 다음에 지금처럼 အခုလိုမျိုး 김치만 소개할 것이 아니라 ဟုတ်ပြီနော်ဒါအခြေခံကြတဲ့ခြေလိုရည်ရွယ်ချက်တစ်ခုဖြစ်ပြီးတော့နောက်ထပ်ဘာတွေလုပ်မလဲဆိုအခုလိုမျိုးပေါ့နော်ဂင်ချီပဲမိတ်ဆက်ပေးတာမဟုတ်ဘဲねဂင်ချီရဲ့ဂျဲလိုနဲ့လှုပ်ထားတဲ့ခြေလိုယိုရီတွေလည်းမို့ဘာလို့လဲမိတ်ဆက်ပေးရင်တော့ကောင်းမှာဖြစ်ပြီးတော့မှာပေါ့နော်ပြီးတော့ပို့ပြီးတော့ကောင်းတဲ့다양한 프로그램을 만들ပို့ပြီးတော့မျိုးစားစုံနေတဲ့ program တွေလုပ်ပြီးတော့မှ외국인의 참가를ဘာလို့မှာလဲဆိုရင်ပါဝင်ဝင်유도할 필요가 있어요 유도하다ဆိုတော့ဆွဲဆောင်တာပေါ့ဟုတ်လားနော်ဆွဲဆောင်လိုသေးတယ်လို့တော့သူကတော့ဘာလို့လဲထင်တယ်မြင်တယ် ထင်းနေ နော်ကောင်လေးကကျတော့မဟုတ်သေးဘူးလိုသေးတယ်ဝဲကုကင်းတွေကိုထပ်ပြီးတော့ပါဝင်လာအောင်သူတို့ဆွဲဆောင်မှုတော့လိုအပ်နေသေးတယ်လို့ကောင်လေးကကျတော့ထင်တာဟုတ်ပြီနော်အဲ့ဒီမှာ तू ကဘာလုပ်နေရလဲဆိုရင်ကောင်မလေးပြောတဲ့စကားကောင်မလေးကနော်အချက်လက်နဲ့ထောက်ပြတယ်နော်အဲ့ဒါမဟုတ်ဘူးဒါကတော့ဒီလို하나하나 반박하고 있다 ဘန်ဘတ်ကဘတ် ညမယ်နော်အဲ့တော့ဒါ 네. ထိုးတော့မှာဟုတ်ပြီနော်ထိုးတော့အပြန်လန်ညင်ညခုံညမယ်တစ်ဖက်လူကပြောတော့ထောက်ခံတဲ့ခါလည်းရှိမယ်မဟုတ်ဘူးညင်းနေတာမျိုးကြီးလည်းရှိမယ်ပေါ့နော်အဲ့လိုပုံစံဒါထိုးတော့စကရေးလူကြတာပေါ့နော်အပြန်လန်ညင်းညခုံညမယ်ဟုတ်ပြီနောက်တစ်ခုကတော့ခြေလို့ပါလဲဆိုရင်33 34ကဘာအကြောင်းအရာလဲဆိုရင်တော့ခံရောင် 33 ခံရောင်ဆိုတာခြေလို့ပါလဲဆိုအကြောင်းအရာတစ်ခုခုနဲ့ပတ်သက်ပြီးတော့နော်လူတွေအများကြီးရှိမှာဘာလို့လဲဆိုအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးရှင်းပြတာဒါမှမဟုတ်လေအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပြောတာမျိုးကိုရီးယားမှာလေအဲ့လိုမျိုးကြီးရှိတယ်ကျတို့ကိုရီးယားမှာကျတို့ခုနောက်ပိုင်းလူတွေကလေအဲ့လိုတယောက်ပေါ့နော်ကျတို့အခုနောက်ပိုင်းဆို AI လိုမျိုးတွေပေါ့ AI အကြောင်းနဲ့ပတ်သက်ပြီးအဲ့ဒါကိုကျတို့ရှင်းပြတာအဲ့လူကပေါ့နော်အဲ့လိုရှေ့စိတ်စင်မှာအဲ့အကြောင်းတွေရှင်းပြအဲ့ဒါကိုနောက်မှာကျတို့အများကြီးနားထောင်ကြတာကြီးရှိရပေါ့အဲ့လိုပုံစံရှိမြန်မာပြည်မှာတော့အဲ့လိုရှိမြန်မာမှာတော့အဲ့လိုမရှိဘူးလို့ထင်တာ မရှိဘူးထင်တယ်ဟုတ်တယ်ရှင် ဟုတ်
ဟုတ်တယ်ကိုရီးယားရအဲ့လိုတော့နားထောင်နေသေးလားဘာလို့လဲတကယ်နားထောင်နေသူတို့ သူတို့အဲ့လိုပွဲတွေသွားတာများတယ်သွားကြတယ် အေးမသိဘူးသွားကြတယ်ဆရာမ YouTube မှာမြင်တာပေါ့အဲ့လိုမျိုးအဲ့ AI အကြောင်းလိုက်ရှာရင်းနဲ့သူတို့အဲ့လို AI အကြောင်းဟောပြောတကယ်ဟိုအပြင်မှာဟောပြောနေတာပေါ့အဲ့လိုပေါ့ အိုး အော်အဲ့တော့အော်သူတို့အဲ့လိုပြောရတာကြတယ်ကျတို့ဆိုတော့အဲ့လိုကြီးပြောတာထားသိမလားဟိုလိုလေးပဲသိရမလား line point နားထောင်လိုက်အဲ့လိုလေးပဲလုပ်ကြတာများတာ ဟုတ်တယ်ရှင် โอ သူ เค တို့အဲ့လိုတော်တော်များများအဲ့လိုပွဲတွေရှောက်တက်ကြလူရှင်တော်တဲ့ပြော ဟုတ် တဲ့ တယ် လူ အဲ့ တွေအဲ့ လူ လို ရှင်တော် သွား ဟော ကြ လေ တာ ပါလေကျတို့ဟောလေဘာလို့ cake man လို့မျိုးရှိုးပွဲလူရှင်တော်ရှိုးပွဲလို့ ဟု ပြော တ်တ တာ ယ်ဟုတ်တယ်တယောက်ချင်းပြောတာတွေလည်းသွားကြည့်ကြတယ်အဲ့လို အဲ့ မျိုး ပြောလေဘာမှလည်းမတင်စကားကြီးပြောနေတာပဲ သူကတော့ free ကြည့်ရလားမသိဘူးနော်ရှင်အဲ့ဒါမှမသွားကြတယ် မသိဘူးဘာလို့လဲဒီသွားကြရနော်အဲ့လိုဟာကြီး သိပြီလည်းပြောက်တယ်လေရှင် ဟုတ်ပြီအဲ့လိုပုံစံပေါ့နော်သူကအဲ့လိုပြောနေမှာတဲ့33အဲ့ကျပုံမှန်တိုင်းပါပဲကျ listening နားမထောင်ခဲ့သူဒီမှာပြောနေတာကတော့အရင်ဆုံးဆုံးဖြတ်ကြည့်တော့ဖခင်နဲ့ရဟန်တာဆုံးဖြတ်ကြည့်မှာတေချာကြည့်မယ်အဲ့တော့ယောကြားကိုယောကြားပြောနေတာယောကြားရဲ့ပြောတာလားနမ်နမ်ကြားလားအဲ့ဒါကိုတေချာကြည့်အဲ့တော့ဘာလို့ဆိုအဲ့မှာယောကြားလားဟုတ်လားနော်ပြီးရင်နမ်ကြားလားခွဲမဲ့ပြီးရင်အဲ့ဒီရဲ့ဆုံးဖြတ်ကြည့်ရင်တစ်စင်ခုနလိုပဲကျလို့ခီဘဲကစောချီလို့မျိုးဆိုအဲ့ဒီစလုံးတွေအများကြီးပါတာဆိုခီဘဲကစောချီနဲ့ပတ်သက်ပြီးပြောတာဖြစ်လိမ့်မယ်အဲ့လိုမျိုးပေါ့နော်ဘလို့အကြောင်းအရာတွေဘလို့ကျူးကျဲတွေလာမလဲဆိုတော့ကျတို့ကြိုတင်ခတ်မှန်းလို့ရနိုင်တယ်နော်အဲ့လို အဲ့တော့နံပါတ်1မှာ 주제를 찾는 문제이지만 주제ရှာတဲ့ 미분ပုံစံဖြစ်ပေမဲ့သူကဘာနဲ့တူလဲဆိုရင်sorry 중심 생각을 찾는 방법으로 찾기가 어려운 내용이다. သူ့ကိုကျတော့ 중심 생각 လိုမျိုးရှာတယ်လို့မျိုးပဲရှာတယ်ဆိုရင်တော့နည်းနည်းလေးအဖြေရှာဖို့တော့ခက်ပါတယ်တဲ့။နော်အဲ့တော့ကျတော့ဒါကြောင့်မို့လို့တဲ့ 어떠한 주제를 가지고 နော်အဲ့တော့ကျဘလို့ 주제 အကြောင်းကိုပြောနေတာလဲပြီးရင်ဘလို့အကြောင်းအရာတွေကို 반복하는지ဒီအိုင်နဲ့ပတ်သက်ပြီးခဏခဏဘန်းပုတ်ခါတာဆို repeat ဖြစ်နေတာဟုတ်လားဒါတွေခဏခဏပြောနေတာလည်းပတ်သက်ပြီးတော့ဗောနော်ခဏခဏပြောနေပါနေတဲ့အကြောင်းအရာတွေကိုခြေလို့ဘာလို့လဲကြည့်ကျွန်းလုပ်ပြီးတော့နားထောင်မယ်တဲ့အဲ့တော့နံပါတ်3ကတော့ in anen danor လို့ဆိုပြီး anen danor တိတဲ့ကိုရဲ့တိတဲ့စကားလုံးတွေကိုအဓိကထားနားထောင်ပြီးတော့ memo လုပ်မယ် memo လုပ်ပြီးတော့နားထောင်ပါတဲ့အဲ့တော့နည်းနည်းလေးတော့ခက်ပါအဲ့တော့ကြည့်အောင် 무엇에 대한 내용인지 누가ပြောတာဘာနဲ့ပတ်သက်တဲ့အကြောင်းအရာလဲဟုတ်လားနော်အဲ့တော့ဒီတစ်ပိုင်းလုံးကဘာနဲ့ပတ်သက်တဲ့အကြောင်းလဲ우주 싶어အဲ့မှာအောက်မှာ1 2 3လေး choice ကိုကြည့်ရချက်우주 싶어နဲ့ကြည့်ပဲအဲ့တော့သိကြတယ်우주 싶어နဲ့ပတ်သက်우주ကဘာလဲသိလား ဦးကျူ ဦးကျူ 우주 က clearly လေ အဲ့စကားကြည့်လား နောက်ပိုင်းတော့မကြည့်ပြသေးဘူးရှင်6လောက်ထိပဲပြီးသေးတယ် 우주 ဆိုတာကျ အဲ့ကလေး universe စัจ java ကိုပြော အော်ဟုတ်ကဲ့ရှင် 우주 식품 ဟုတ်လားနော်အဲ့တော့ဒီ university ရဲ့စကြဝဠာတွေကိုတည်သွားတဲ့ 식품 လို့ပြောရဲစားတောက်ပစ္စည်းဟုတ်လားနော်ဘယ်သူတွေလဲဆိုရင်ဒီအာဂါသယာဉ်ထဲမှာတည်သွားတဲ့ပစ္စည်းအဲ့ဒါကိုပြောတာအဲ့ဒီပစ္စည်းတွေခေပါတီထွင်တာရဲ့ background ဘယ်လိုတီထွင်ဖြစ်သွားလဲဆိုရင်သူရဲ့ background ကိုရှင်းပြရတာလား အော် နောက်ဘူး 우주 식품 တွေကိုစားတဲ့နီလန် 먹는 방법 ကိုရှင်းပြတာလားဒါမှမဟုတ် 우주 식품 제조실 ဟုတ်လားနော်ကျတို့ 제조 မှတ်မိလားမသိဘူးကျတို့ဟိုမှာတော့ဟာလေရှေ့တစ်ဖက်မှာပါ 제조 날짜라 제조 일이라면 되죠. 털로데 예스에 소리로 리 전기 밥솥 뺨이 레레 뽀라면 되죠. 제 맘이더라서. ဟုတ်တယ် 어찌됐든 아이 맞아요. 제조 일서 저 털로데 털로다. 예스. 체 털로데 예 바로. 베니 털로라 돼. 에라 아이 예, 맞 제조 디 바로 털로다. 털로데 시서 저 애체만 하나. 아이 털로데 지만 골려사 저 골려하다가 저 태된 쓸사야면 사한 애체디다. နောက်တစ်ခုကကျ우주 식품 운반지 운반ဆိုတာကျတော့ဘာလို့လဲဆိုရင်တော့ရွှေ့ပြောင်းတာတဲ့ဒီရွှေ့ပြောင်းတဲ့အချိန်မှာဂျူးဟီစာကျတော့သတိထားမယ်အချက်လက်တွေလားเนาะအဲ့ဒါကြီးလားเนาะအဲ့အကြောင်းနဲ့ပတ်သက်ပြီးပြောတာလားနားထောင်မယ်နောက်တစ်ခုကနံပါတ်34သတင်း내용으로 맞는 거ဒါဆိုရင်တော့ကျတော့တေးကြတယ်33 34မှာဘာလို့ရေးမလဲ34ကိုယင်ပြရမယ်เนาะကျတော့တူတဲ့ဟာကိုယင်နားထောင်ပြီးကြမှာကျတော့ဘာနဲ့ပတ်သက်တဲ့ဂျူးကျဲလဲဆိုတာကိုနောက်ဆုံးနှစ်ခေါက်လောက်ပြန်လည်နားထောင်ပြီးသွားရင်ဆုံးဖြတ်ချက်ချလိုက်ပါเนาะ34ယင်ပြမယ်ဟုတ်ပြီအဲ့တော့ဒီမှာပြင်မယ်우주 식품은 네. 자극적이지 않게 만들라. 잠깐만. 자극적이다가 제가 봐봐야 소리. 야다 빈탄의 하를 뼈라고. 저 삿대서 연 삿다며, 낸에서 연 낸다며. ဟုတ်ရှင် အဲ့လိုပြောတာချင်းနေဆိုအရင်ချင်းတာမျိုးအဲ့လိုမျိုးနော်အရသာပြင်းတဲ့အစားအစာကြီးပြောတာသူကဒီမှာအစားအစာဆိုတော့အဲ့လိုပုံစံကျတော့ဟိုကရှေ့လေ자극 sorry မထုံဘူးနော်သူနဲ့နည်းနည်းစင်တာ저그적이다ထင်ပါတယ်
အဲ့လိုပုံစံ तू ကဒီမှာတော့ 자극적이다အရသာပြင်းတာဗောနော်အရသာမပြင်းရဘူးတဲ့ဟုတ်ပြီနော်자극적이지 않게 만든다အရသာမပြင်းအောင်လုပ်တယ်တဲ့ မပြအောင်လုပ်တယ် နောက်တစ်ခုက 우주식품မှာ특전လို့ပြောတယ်ကျအထူးတလဲမိစိမ့်မှုနော်အရန်ကိုမှပဲတင်းငယ်တဲ့နော်မိစိမ့်မှုပါဝင်ပစ္စည်းလေးတွေဘာလို့လဲဆိုရင်ကျတော့ဤတာဘာလို့လဲပါဝင်တယ် ပါဝင်တယ် နောက်တစ်ခုက 우주식품က대부분အများစုက 액체 လို့ပြောအရေဟုတ်လားအရေပုံစံနဲ့သူတို့လုပ်ထားတယ်အဲ့တော့အရေပုံစံနဲ့တည်သွားတာလားတေချာတော့မဖြစ်နိုင်ပါဘူးဆိုအာကာသတွေတည်မှာဆိုအရေနဲ့တော့မဖြစ်တော့အဲ့နော်နောက် 우주식품မှာပြောလို့ပြောတဲ့အယိုးတွေ ပြော conyu လို့ပြောတယ်ကြက်သားတွေဟာကြက်သားတွေအတွက်ကောင်းတယ်ဂျုံဆုံးပွန်းလို့ပြောကြတယ်ဗါလဲပါဝင်ပစ္စည်းဟာလားနော်အဲ့ဒီအယိုးတွေကြက်သားတွေအတွက်ကောင်းတဲ့ဟာတွေပါဝင်တယ်ဖိုးဟမ်တက်တာပါဝင်နေတယ် ဟုတ်ချင်း အဲ့နားထောင်အောင်ကြည့်အောင်သူကကျတော့ဟောပြောပွဲဖြစ်တယ်တယောက်ကပဲပြောမှာဟုတ်နော်ခန်းညောင်သူကပဲဒီပစ္စည်းနဲ့ဒီအကြောင်းကလည်းဥဒုရှိဖို့နဲ့ပတ်သက်ပြီးသူကပဲရှင်းပြမှာ ဟုတ်ချင်း အဲ့တော့우주식품은 어떻게 만들까요? 뭘로 넣을때로 팀. 우주식품은 장기 보관을 위해 장기. ရေရှည် 예시ဟုတ်တယ် 장기 เนาะအဲ့တော့예시 보관 예시 탱탱 날 못 들었어요. 10분 내. 10분 내. 이 빠원 비스에 막 미세물이 완전히 없애고 미세물이라. အသေးလေးတွေ 미세물မျက်လုံးနဲ့အရန်ကိုတင်းငယ်တယ်ဟုတ်လား မြင် เนาะ နိုင် ပါဝင် တယ် ပစ္စည်းတွေအဲ့တော့ဆိုရင်생명체လို့ပြောရသည်အသက်ဟိုကျွန်တော်ပါဆဲလေးတွေပေါ့ဟုတ်လားเนาะဒါလေးတွေက 완전히 없애고 ရှိလား မရှိဘူးတဲ့ မရှိဘူးအဲ့တော့ကျွန်တော်ဒီဘက်မှာပါတယ်ကျွန်တော်မီစိမ့်မှုပါလဲမသိဘူးမီစိမ့်မှုနဲ့ပတ်သက်တာဆိုရင်မီစိမ့်မှုနဲ့ပတ်သက်တာဆိုရင်ဘယ်တော့နံပါတ်1မှာ မိစေမှုနံပါတ်1 ဟုတ်တယ်특정မီစိမ့်မှုတွေဘာလဲပါဝင်တယ်လို့ပြောဟုတ်လား ပါဝင်တယ် မပါတော့เนาะအဲ့ဒါဆိုအမတွေမှာပြီအဲ့တော့ကျွန်တော်အမကြားရတယ်တခါတည်းပြင်မယ်ပြီးတော့သူ့ဘယ်လိုလုပ်တာ all in who အခဲလုပ်လိုက်တာခဲအောင်လုပ်လိုက်ခဲအောင်လုပ်တယ်ခဲအောင်လုပ်ပြီးတော့မှခုံးကြောရှိကသူ့ဘာ6တွေ့သွားဟုတ်လားเนาะအ6ခံတယ်ခဲအောင်လုပ်မယ်ပြီးရင်လုံးဝကို6တွေ့ခံတယ်အဲ့တော့ကျွန်တော်ခဲလဲလုပ်မှာဆိုအရင်နဲ့တည်သွားတာဖြစ်အောင်မလား မ 아니죠. ဟုတ်ဘူးချင်း အဲ့တော့အမှန်ပါတော့들은 내용이ဖြစ်ရလွယ် ဟုတ် အဲ့တော့ဟုတ်လားနော်ခဲပြီးတော့ယူသွားတယ်ပြီးတော့တဲ့မူဂျုံလျော့မူကကျတော့ရှိရမူဒီပါလဲဆိုမရှိဘူးဆိုရင်မူဟုတ်လားအဲ့ဂျုံလျော့ဆိုချင်ကိုဘာဆွဲငင်อ่ะနော်အဲ့တော့ဘာဆွဲငင်อ่ะလေမရှိဘူးဟုတ်လားနော်မရှိတဲ့ဒီဂုံခန့်ဖြစ်တဲ့ဥဂျူဆုံးလို့ပြောချင်ပါလေဒီ space ship တွေပေါ့ဟုတ်လားနော်အာကာသယာဉ်ထဲမှာ ဟုတ် အာကာသယာဉ်ထဲမှာတဲ့ဟုတ်လားနော်အုံးရှိက국물이나အစားတောက်ရဲ့ခြေလို့ပါလေ국물ဟင်းရည်တောင်မဟုတ်ဂါရူအမုံတွေကတောတာနေတာဘာလို့လဲပြန့်နှံ့သွားတယ်ဆိုရင်ဟုတ်လားနော်အဲ့အရေးလေးတောင်မဟုတ်ရင်အမုံလေးခြေလို့ပြန့်နှံ့သွားတယ်ဆိုရင်ခီကေလို့ပြောဒီဆက်ပစ္စည်းဒီဥကျူဆောင်ရဲ့ဆက်ပစ္စည်းတွေကကိုချမ်းကို이렇게ဆိုဘာဖြစ်နိုင်တော့ပြန့်နိုင်တယ်ဟုတ်လားနော်တခုဝင်သွားတာလေပျက်စီးနိုင်တဲ့အတွက်ကြောင့်မို့이런 전유ဒီလိုမျိုးအမျိုးအစားမျိုးတော့ထဲတို့လို့ဖြစ်နိုင်ရင်ဖိဟမိတာတို့တော့ပေါ့တယ်ရှောင်းနေအဲ့တော့မယူသွားဘူးဆိုတဲ့ ရှောင်းတယ် ဟုတ်ပြီနော်အဲ့တော့ 우주에서 오래 행동하면 ကျွန်တော်ဘာလို့ဆိုရင်အကြာကြီးအဲ့မှာလို့ 행동 လုပ်တယ်ဆိုရင်ပြောတဲ့근육가 약해지니까 ဘာဖြစ်လာတော့ အားနေရပါ အား ချင်း နေလာအဲ့ကြောင့်မို့ 칼슘လို့ပြော calcium ကယ်ဆီယမ် calcium နဲ့ kalium လို့ပြောတယ် potassium အဲ့တော့ပြောနေဒီ근육တွေဒီ calcium တွေkalium တွေပါဝင်တဲ့ 식품တွေကိုဘာလို့လဲကိုဖိုးအမှာကိုရောဒီဘာလို့လဲတေချာပေါက်ယူသွားတယ်ဟုတ်ပြီနော်အဲ့တော့ပြောနေ근육တွေကောင်းတဲ့ပစ္စည်းတွေဟုတ်လားနော်အဲ့ရရှိဖွန်းတွေပါယူသွားတယ်လို့ပြောအဲ့ဆိုပြောနေ근육ပါတယ်ထင်တယ်တေချာတယ်အဲ့တော့အဲ့ပစ္စ မ ည်း ပါ ကျ ဘူး ပါတယ်လေ ပါတယ်ချင်း နံပါတ်လေးပါလေပြောနေ근육မှာကောင်းတဲ့ဟုတ်လားနော်ဒီရဲ့ပါဝင်ပစ္စည်းတွေပါဝင်တယ်ဆိုတော့ဟုတ်တယ်ကျတော့ तू ကပါဝင်မှရ ဟုတ် မှာ တယ်ချင်း ဘာလို့ဆိုရင်အဲ့မှာအကြိုင်းနေဒီဟာရဲ့အားနေလာတဲ့အတွက်ကြောင့်မို့ အားနေလာမှာဟုတ်တယ် အဲ့ဒါကြောင့်နော်အဲ့တော့ 우주에서는 နဲ့ပြီးရင်နဲ့ 우주မှာကြောင့်မိကတ်လို့ပြောချင်အရသာကျတော့အာယုံ၅ပါးရှိရလေဟုတ်လားအာယုံ၅ပါးထဲမှာအရသာရဲ့နောက်တော့ဟုကတ်လို့ပြောအနက် အနက်ဟုတ် အဲ့ဒီအရသာရဲ့အနက်နေကျတော့အရသာခန္ဓာတွေကနေပဲခန္ဓာလေးဟုတ်တယ်မလားအဲ့ဒါတွေရတယ်တက်ဆင့်သူကကြောင့်ဘာမလို့လဲဆိုမဆန်잘 느끼지 못하기 때문에 ဘာလို့လဲအရသာခံနိုင်လား အရသာခံနိုင်မခံနိုင် မခံနိုင်တဲ့အတွက်ကြောင့် 음식은 ဟုတ်နော်အစားတောက်တွေကိုဘာလို့ရလဲဆိုရင်တော့ ပို့ ပို့ ပြီး ပြီး တော့ တော့자극적으로ဘာလို့လဲအရသာပြင်းပြ သိ င်းနဲ့ ငယ်အော်ပြင်း 아니야ခုနကချက်ပြောလေ자극적 ဟုတ်တယ်ပြင်းထန်ပြင်း ပြင်းထန်တဲ့အရသာပြင်းပြင်းနဲ့အစားအရသာပြင်းနေဟုတ်လားနော်အရသာပြင်းပြင်းနဲ့ तू ဘာလုပ်တာလုပ်တယ်အဲ့တော့ကျတော့တိတ်ပြီးရှာရအရသာမခံနိုင်ဘူးထုံနေလိုမျိုးဖြစ်နေဟုတ်လားနော်အဲ့တော့အရသာပြင်းပြင်းစားစားတွေပြုတ်လုပ်ပြီးတော့ तू ကဒီမှာကြောင့်အဲ့လိုမလုပ်ဘူးလို့ပြောတာထင်တယ်ဟုတ်တယ်နော် ဟုတ် အဲ့တော့ anke mandata ဆိုတော့အဲ့တော့ဟုတ်တယ်မာတယ်နော်အဲ့တော့ကျနံပါတ်4 နံပါတ်4 ဟုတ်ပြီဟိုပါရော okay အဲ့တော့စာဟိုဟာ listening ဟို reading လိုမျိုးပေးထားတော့လားမသိကျတော့ဒီဟာတော့တော်တော်လွယ်လို့ခံစား listening ဆိုတော့မပြော ဟုတ်ကဲ့
Okay အဲ့ဒါပြီးတော့33ကတော့အဲ့ဆိုဘာနဲ့ပတ်သက်တာ 33ကအစားအစာနဲ့ပတ်သက်တာရှင်နံပါတ်2ပြဖွင့်လို့ ဟမ် မောင်နှံ မော်န ဘ စ် န် ဘာ ပေါ့ ပေါ်လားစားတဲ့နီးလန်းကဘယ်လိုစားရမလဲပြောရဟုတ်လို့လား အော်အဲ့လိုတော့မဟုတ်ဘူး မဟုတ်ဘူးလေ အဲ့ဒီနီးလန်းတော့မဟုတ်ဘူး ပြီးရင်ထုတ်လုပ်တဲ့ဟာလည်းမဟုတ်ဘူးရွှေ့ပြောင်းတာလည်းမဟုတ်ဘူးဆိုတော့တေချာ ရွှေ တဲ့ ့ပြော ဘာ င်းတာ လို့ လည်းမဟုတ်ဘူးနံပါတ်1ပေါ့ရှင် ခဲဘာလို့ဖေ ကေ ပြော ဘ င်း န် မော ဖြောင်းဖေကေ ဖေပြောင်းဟာလားနော်ဘာလို့တီထွင်လဲဆိုရင် ဟုတ် background ကိုရှင်းပြရတယ်ဟာလား ဘ နော် က်ဂရောင်းရှင် အဲ့ဒါဟုတ်တယ်အဲ့ဒါပဲရှိနံပါတ်1 ချွေ อืมမမေတို့ဒီနောက်ပိုင်းသူတို့မှာပါတဲ့ဒီနောက်ပိုင်းပါတဲ့ခန်းညောင်းတွေပါလေဆိုရင်စိတ်ဝင်စားဖို့ကောင်းတယ် ဟုတ်တယ်နော်ရှင် อืม သိစိတ်ရှင်းပြတယ်ဟုတ် ဟုတ်တယ်ဟုတ်တယ်ကျွန်တော်ပုံမှန်ဆိုတော့အဲ့လောက်ကြီးသတိမထားမိတဲ့အကြောင်းအရာတွေပေါ့ နောက်ပိုင်းလည်းပါတယ်အဲ့လိုမျိုးတဘောပေါ်ပင်ကွင်းလေးဘာဖြစ်တယ်ဆိုလားအဲ့လိုဘာလဲပါတော့ပါတယ်တော်တော်များများနောက်ပိုင်းနေဆိုပိုစိတ်ဝင်စားဖို့ကောင်းတယ်နားမလဲတာတခုအဲ့ဒါ ခက်ခက်ကြီးတုံးတာ ဟုတ်တယ်ဟုတ်တယ်ခက်နေလို့အဲ့ကြည့်မယ်41sorry 吧那第三문제지 무엇에 대해 내용인지 맞는 거 위반하래 나는 말때 웃음의 기원 웃음 이진의 기원으로 표현해서 무라 인미에 하나 또 얘는 그 무라 인미 나는 그거 아주 웃음로 표현해 웃음 이진의 저 대인 관계 대인 소리를 말해 에 루네야의 자리가 사이 너 대인 관계 하나 사람과 사람 사이 에에 루리 자리 많이 셋되라 뭐 블루를 들어놓고 블루를 셋내니래 소라에 나는 그거 거지 웃음가 블루 표현 ဘောကြီးကလိမ့်တာပေါ့ အလိညာကြီးတာဆိုတော့ဟန်ဆောင်ကြီးတာပြော လိမ့်နေတာပေါ့ဟုတ်ဟန်ဆောင်ဟုတ် ဟန်ဆောင်ကြီးတာနဲ့ကြီးတာရဲ့ခင်းနသူ့ရဲ့ ခီးနဲ့ဖြစ်နိုင်တဲ့ အညီခင်းနဆိုတော့သူ့ရဲ့စွမ်းရည်တွေလို့ဟုတ်လားနော်အဲ့ဒါဟိုကဖြစ်နိုင်တာခါနန်းလေ အော်ဟုတ်ဟုတ် အဲ့တော့မီဆိုအပြုံးနဲ့ဟုတ်တယ်ပြီးတော့မီဆိုအပြုံးရဲ့ဥစွန်းရဲ့ခြိုင် ကွာခြားချက်ပေါ့ရှင် ကွာချာချာဟုတ်တယ်အဲ့တော့ဘယ်ဟာဖြစ်မလဲကြည့်မယ်ပြီးရင်အောက်မှာတော့မန်ဒန်ကိုကြည့်မယ် 얼굴 표정과 풀리면 제가မျက်နှာအနေထား 풀리면ဘယ်လိုဖြစ်သွားပြေပြောက်သွားဆိုတော့တင်းမာနေရရက်နေပြေသွားတယ်ဆိုရင် 자연스럽게 နော်ပုံတဘာဝကြကြရပါဖြစ်သွားဆိုခင်ချမ်းကလည်းပျောက်သွား 해소된다ဆိုပျောက်သွားနော်အဲ့တော့ကျမျက်နှာလေးကလည်းနော်မျက်နှာလေးပြုံးလိုက်ပြီဆိုတော့ကိုယ့်ရဲ့စိတ်လှုပ်ရှားမှုတွေကလည်းနည်းနည်းလေးပျောက်သွားတယ် ပြောက်သွားဟုတ် နောက်တစ်ခုကဆို inliu ရဲ့ဂျိုဆန်းလို့ပြောဒီ inliu လို့ပြောချင်လူသားမျိုးနွယ်ဟုတ်လားနော်ဒီလူသားမျိုးနွယ်ရဲ့ဂျိုဆန်းသူတွေရော လူသားမျိုးနွယ်တွေရဲ့ ချစ်ချစ် ဘိုးအဖိုးတွေလေးရှင် ဟုတ်တယ်ဖိုးပေးပြီပင်နေဟုတ်လားနော်ဟိုးရှိလူတွေဒီရှိမဲ့ဒူလျုံဆန်းတယ်ဒူလျုံဆိုတော့ပါကြောက်တာ ကြောက်ဖို့ကောင်း ကိုထက်ကြောက်ဖို့ကောင်းတဲ့ဆန်းတယ်တစ်ဖက်လူကိုတွေ့ရဆိုရင်ဟုတ်လားနော်ကိုထက်ပိုကြောက်ဖို့ကောင်းတဲ့တစ်ဖက်လူကိုတွေ့ရဆိုရင်နော်မီဆိုးရချီရတာဘာလို့တော့ပြုံးနေတဲ့မီဆိုးရချီရတာ ပြုံးနေပေါ့ ပြုံး ရှင် နေနော်နောက်ကဦးစင်းမဟုတ်လားနော်ရည်ချင်းကတဲ့ဂျာရှင်နီနစ်ကင်းဝီရောနော်ရည်လိုက်တာဆိုတာကိုခံစားလိုက်ရတယ်ဟာနော်အန်တရေများမှုကိုခေါ်ကြည့်မလို့ဟန်ဆောင်ပြီးတော့ဘာလို့ ဖော်ပြတာဖြစ်တယ်ဟုတ်လားနော်ကိုကြောက်နေတာဟုတ်လားနော်အကြောက်ပြေဟုတ်လားနော်ဘာလို့ဟန်ဆောင်ပြီးတော့ဘာလို့ရီးပြလိုက်တာမျိုးဖြစ်တယ်တဲ့ ဟုတ်ရှင် နောက်တစ်ခုကအင်ကန်ကဂျူလီယွန်ဒေဆန်ကဟုတ်လားနော်သူကြောက်တဲ့ဒီတစ်ဖက်နဲ့ချင်းတဲ့ချီလျောကိုဟုတ်လားနော်ယဉ်ဤဖို့အတွက်ရီးတဲ့အပြုမှုဖြစ်ပါတယ်တဲ့ ဟုတ် sorry 웃는 행동한다ဆိုရပါရီးတဲ့အပြုမှုကိုဘာလို့လဲလုပ် ဒီ တယ် ရဲ့ပြုတ်မှုလုပ်တယ် အဲ့တော့ကျွန်တော်နော်ဟိုလိုမျိုးကြားတွေပါအဲ့လိုမျိုးတည်ရမလားတွေ့တယ်ဆိုရင်ကြောက်တော့ပါပဲရီးပြဟဲ့ပေါ့အဲ့လိုပုံစံမျိုးသူကနေ41 다음을 듣고 물음에 답하십시오. 2번 읽겠습니다. 웃음의 기원에 대한 가설 중에서 거짓 경보 이론이란 것이 있습니다. 그럼 아주 오래전 인류의 조상을 상상해 볼까요? 사냥이나 채집 등을 통해 자연에서 먹을거리를 구하던 인간은 낯설거나 두려운 대상을 자주 만났을 겁니다. 이때 인간은 치아를 드러내는 위협적인 표정을 지었습니다. 그런데 그 대상이 위협적인 존재가 아니라는 것을 확인하게 되면 표정이 풀리게 됩니다. 이때 표정이 반쯤 풀리는 것이 미소이고 하하하 소리내어 웃는 것이 웃음이라는 겁니다. 이 이론에 따르면
인류 최초의 웃음은 자신이 발견한 위험이 거짓 경보라는 것을 알고 걱정할 필요가 없다는 것을 주위에 알려주는 신호로 작용했다는 설명입니다. 다시 들으십시오. 웃음의 기원에 대한 가설 중에서 거짓 경보 이론이란 것이 있습니다. 그럼 아주 오래전 인류의 조상을 상상해 볼까요? 사냥이나 채집 등을 통해 자연에서 먹을거리를 구하던 인간은 낯설거나 두려운 대상을 자주 만났을 겁니다. 이때 인간은 치아를 드러내는 위협적인 표정을 지었습니다. 그런데 그 대상이 위협적인 존재가 아니라는 것을 확인하게 되면 표정이 풀리게 됩니다. 이때 표정이 반쯤 풀리는 것이 미소이고 하하하 소리내어 웃는 것이 웃음이라는 겁니다. 이 이론에 따르면 인류 최초의 웃음은 자신이 발견한 위험이 거짓 경보라는 것을 알고 걱정할 필요가 없다는 것을 주위에 알려주는 신호로 작용했다는 설명입니다. 1번 2번 네, 좋아요. 어서 너만 띠가 봐 유타로. နံပါတ်1နံပါတ်1ကတစ်ချင်တော့စကလေးက ဟုတ်တ ပြော ယ် သွားတယ်ဆိုတော့ဦးစင်းကီမနံပါတ်2ကတော့3 မနေ့ကတော့맞아 3ချင်နားနားဘာစအော် အဲ့တော့ကြည့် 웃음의 기원에 사례가 나요, 하나. 웃음의 기원에 빠다 비로래. 네, 기원에 빠다래 가설로 배워서 유사제 번호 아주 칸만자리 대마말 거짓 경보 이동수라시 말이래 하나. 거짓 ဟန်ဆောင် 경보 လေး 이동수라시 이러래. 네, 그런 아주 오래전 호인농아 인류의 조상을 상상해 볼까요? 되지만 번호 사냥이나 채집도 배워야죠. 상냥서 봐. အမဲလိုက်တာကိုပြောတာဟုတ်လားနော်ဟိုရင် ဟု တော့ တ် ကအမဲလိုက်တာမျိုးဒါကိုချက်ကြည့်လို့ပြောချင်ကိုစားစရာမဟုတ်ကောရီလို့ချက်နှံကိုဆိုတော့စားစရာတွေရှာဖွေတာမျိုးစတဲ့ဖြစ်ဒီလိုကနေတစင်အဲ့လိုမျိုးလုပ်လို့ဆိုတော့တဘာဝထဲမှာတောတောင်ထဲမှာရှာကြမှာပေါ့ဟိုရင်တော့ဆိုရင်ဟုတ်တယ်မလားအဲ့တော့အဲ့လိုရှာတဲ့အခါမှာတဲ့ဂျာကြောင်းလေးဆိုအဲ့ဒါတွေမသိတော့မှဂျာရောင်းလေးဆိုမော်ဂုကောရီကိုခူဟာတော့ဟုတ်လားနော်ဂျေဒီမှာပါတယ်အဲ့တော့ဒီတဘာဝထဲမှာစားစရာရှာတဲ့အင်ကန်တွေကနတ်ဆောလ်ကောနာဟုတ်လားနော်ကိုယ့်အတွက်မရင်းနှီးတဲ့လူဒါမှမဟုတ်ဒူလျောင်းဆန်တဲ့ကိုယ့်အတွက်ကြောက်စရာကောင်းတဲ့တစ်ဖက်လိုချဲပြောသူပဲတောတဲ့တောင်ထဲမှာကြားတွေချင်းသေးတွေတွေ့တာမျိုးတွေနော်ဂျာဂျူမာနာဆကော့မီတာတွေ့နေကြခဏတွေ့ခဲ့မှာပါဣတဲ့ဟုတ်လားနော်ဒီခါမှာအင်ကန်ဟုတ်လားနော်အင်ကန်ကတဲ့အင်ကန်လူတွေကချီယာတွေဂျလျောနေနေချီယာလို့ပြောရပါတယ်မှာတွားပေါ့ဟုတ်လား သွားဟုတ်တယ် တွားကိုထုတ်ဖော်ပြတွားထုတ်ဖော်ပြဆိုတော့ဘာလို့ရည် သွားရည်တာပေါ့ရှင် နော်အဲ့တော့ we help ကြောက်ကြီးဖြိုးချောင်းကြီးရစင်မိတာအဲ့လိုမျိုးဆိုသူဘာလုပ်လဲ we help ကြောက်ကြီးဆိုရင်တစ်ဖက်လူကိုဘာလုပ်တာလဲဆိုရင်ချင်းချောက်တယ်ဆိုတဲ့အဓိပ္ပာယ်ဟုတ်လားနော်ချင်းချောက်တဲ့အဓိပ္ပာယ်ပါတယ်သူဖြိုးချောင်းကိုသူလုတ်တယ်ဒါပေမဲ့အဲ့ဒါနော်တစ်ဖက်လူကြောက်သွားအောင်လို့ဟုတ်လားနော်သွားပြပြအဲ့လိုမျိုးဟုတ်လားနော်လုတ်ပြအဲ့လိုလုတ်တယ်ဒါပေမဲ့ခစ်တဲ့ဆန်ကြီးဒါပေမဲ့ပေါ့နော်ဒီတစ်ဖက်လူကိုလုတ်ပြလိုက်တဲ့တစ်ဖက်လူက we help ကြောက်ကြီးချွန်ကျဲခါညိတာမဟုတ်ဘူးကိုတွေ့ဟုတ်လားနော်ဘာလို့လဲဆိုရင်sorry we help ကြောက်ကြီးsorry ပါ we help ကြောက်တစ်ဖက်လူချင်းချောက်တာမဟုတ်ပဲနဲ့နော်တစ်ဖက်လူကဘာလို့လဲကိုကိုချင်းချောက်တယ်လို့မျိုးပုံစံမဟုတ်တယ်မလားအဲ့ဒါပဲတစ်ဖက်လူကကိုကိုဟုတ်လားနော်ခုနကကြားချင်းတဲ့လူမျိုးလားကိုတက်နေကိုချင်းချောက်နိုင်တဲ့ဂျွန်ကျင်မဟုတ်ဘူးလားဆိုရင်တော့တဲ့ဟုတ်လားနော်မဟုတ်ဘူးလားမဟုတ်ဘူးဆိုတာကိုခွာခက်တာခဲ့ကျွဲမြောင်းတယ်ဘာလို့လဲတိသွားပြီဆိုရင်တိသွားပြီဆိုတော့သူ့ရဲ့ဖြူကြောင်းလေးကဘာဖြစ်သွားပြန်ပြီးတော့ပြည့်သွားတယ်ဆောက်ချင်းမှာတော့တစ်ဖက်လူကိုဘာလို့လဲကြောင်ခြောက်တဲ့အပြုမှုလုပ်တယ်ဒါပေမဲ့ဘာဖြစ်သွားလဲဆိုရင်တော့ကိုကအဲ့ဒီလူကအဲ့ဒီတစ်ဖက်လူကကြတော့ကိုအန်ရပေးမဲ့လူမဟုတ်ဘူးဆိုတော့တိသွားတယ်ဆိုတော့သူ့မျက်နှာသူ့ရဲ့ဖြူကြောင်းလေးကပြည့်ရော့သွားပါတယ်တဲ့ဣတဲ့ အဲ့ချိန်မှာဒီလိုဘာလို့လဲဆိုဖြိုးချောင်းလေးက반좀 풀리는 것이တဝက်လောက်ပါတော့ဖြေလျှော့သွားတဲ့အခါမှာဗာလေးအဲ့ဒီတဝက်လောက်ဖြေလျှော့သွားတယ်ခုနကအရင်သွားပြေပေါ်နေရတယ်ခုတဝက်လောက်ရော့သွားဆိုဘာဖြစ်သွားအပြုံးလေးဖြစ်သွားဟာလားနော်ကျေအများကြီးပြုံးတယ်အဲ့တော့အကုန်လုံးတော့မဟုတ်သေးမယ်တဝက်လောက်ကအပြုံးဖြစ်သွားပြီးတော့ဟာအခါကျဘာဖြစ်လဲ
ဟာ 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 ဟာလို့ မောတန်ပေါ့ ရီဆိုအတန်ထွက်လာတယ်ဟာလားနော်ရီရဲ့အတန်ထွက်လာတယ်ဤတုံးနဲ့တာတုံးဤတုံးဆိုချင်အပေါ်မှာပြောတဲ့ခေါ်ကြည့်ဂျုံဘိုလို့ပြောတယ်ဤတုံးလို့ပြော theory ဟုတ် အဲ့ဒီ theory အရဆိုရင် in lieu ချွဲချိုဟုတ်လားစစချင်းတုံးက in lieu ချွဲချိုဆိုဟိုးဒီလူသားမျိုးနွယ်အစလူသားမျိုးနွယ်အစတုံးဆိုရင်ဥစွန်းရည်ချင်းကဆိုရင်ဂျာရှင်းနဲ့ဘာယကျောင်းနဲ့ we home ဟုတ်လားနော်ကိုတိရှိလိုက်တယ်ကိုတွေ့ရှိလိုက်တယ် we home ကျတော့ဘာလို့လဲအနေရမြောင်စစချင်းကိုကဘာလို့လဲအနေများတယ်လို့ထင်တာပေါ့ဟုတ်လားနော်ကိုအနေများလိုက်လို့ထင်လိုက်တဲ့ we home ကကျတော့ခေါ်ကြည့်경보라는 것은ဟာလားနော်ဘာလို့လဲငါထင်တာမှားသွားပြီပဲဟာလားနော်ဒီလိုမျိုးပေါ့နော်အဲ့ခါကျမှကျတော့ဘာလို့လဲထပြီးတော့ဟာလားနော်အရှက်ပြေရေးလိုက်တာပေါ့ဟာလားနော်အဲ့ဒါကိုပြောတာတော့အဲ့လိုဖြစ်လာအဲ့ဒါကိုသိနိုင်ပြီးတော့걱정할 필요가 없다는 것은ဟာလားနော်ပြီးရင်တစ်ဖက်ကိုဘာလို့လဲစိတ်ပူစရာမလိုဘူးဆိုတဲ့ပုံစံကိုပြခြင်းလို့ဘာလို့တာရှိတာဟာခုနကပေါ်မှာပြောသူဟာဘာလို့လဲရှိလိုက်တာနော်အဲ့လိုပြောချင်တာအဲ့တော့ကိုကနဲ့ကိုအရှက်ပြေလေဟောတာနော်စစကျကိုကအနေများမယ်ထင်လို့နော်ဖြဲချောက်လိုက်ပြီမဲ့တစ်ဖက်လူကအနေများလဲမများတဲ့ဟောမျိုးလဲဖြစ်နေတော့ကိုကနဲ့ကိုအရှက်ပြေရှိတာမျိုးတွေဟာလားနော်အဲ့ဒါပြီးရင်ပတ်ဝန်းကျင်ကိုစိတ်ပူစရာမလိုဘူးဆိုတဲ့ပုံစံမျိုးပြတာမျိုးတွေဟာလားနော်ဒီလိုမျိုးလုပ်ဖို့အတွက်ရှင်းတို့နော်ကျေဥပဒေသင်္ကေတတစ်ခုအနေနဲ့ဟာနော်သင်္ကေတတစ်ခုအနေနဲ့ဘာကိုသုံးရဥဆုံးကိုသုံးနေတာဟုတ်ရည်ချင်းဆိုတဲ့ဟာကိုသူသင်္ကေတတစ်ခုအနေနဲ့သုံးခဲ့တယ်ဆိုတာကိုရှင်းပြတာဖြစ်ပါတယ်အဲ့တော့ဘာလဲဆိုရင်အပေါ်မှာပြောနေတယ်ဂေါ်จิဂျုံဖြုံးဖို့ဤလုံးဆိုတဲ့အကြောင်းကိုသူကပြန်ပြီးတော့သိချရှင်းပြတာအဲ့လိုပုံစံနော်အဲ့ဒီဤလုံး theory ရဆိုရင်သူဒီလိုပြောတာဟုတ်ပြီနော်အဲ့တော့ကျွန်တော်ခုနပြောနေတယ်နော်အရှက်ပြေရီတာမျိုးတွေလို့နော်အဲ့ဒါကိုပြောတာပါအဲ့တော့ဟိုးရင်ကလေးကလူတွေကဒီဥစွန်းကိုဘာလို့ကြာအသုံးချခဲ့ကြတယ် သုံးချတယ် နော်အဲ့လိုဖြစ်တာအဲ့တော့ကျွန်တော်ဒီမှာနံပါတ်1လို့ all good ဖြိုးချောင်းဖုလီတာဖြစ်သွားရင်ခင်ချမ်းလဲလျှော့တယ်ခင်ချမ်းနဲ့ပတ်သက်ပြီးမပါဘူးပေါ့နော်အဲ့လိုပုံစံမဟုတ်ဘူးဒါတကူက in new ရဲ့ဂျိုးဆန်းကဒူလျောင်းကိုတွေ့ရင်မီဆိုလိုချီရောတာဟုတ်လားမဟုတ်ဘူး မဟုတ်ဘူးကျဲ ဟုတ်နော်ကိုနဲ့ဘာလို့လဲကြောက်စရာမကောင်းဘူးဆိုမှဘာလို့လဲ ကြောက်စရာမကောင်းဘူးပြုံးတာဟုတ်တယ် အဲ့တော့ဥစွန်းမယ်အဲ့တော့လုံးဝရီလိုက်တယ်ဆိုတာကကျတော့ဘာလဲဆိုရင်ကိုခံစားလိုက်ရတဲ့အန်တရေကခေါ်ကြည့်ရင်ဟုတ်လားနော်မဟုတ်ဘူးကိုထင်အောင်ထင်မှဖြစ်တယ်ဆိုတာကိုသူတို့ဘာလို့လဲဖော်ပြတဲ့ခါမှာလောက်တာဆိုတဲ့အတိတ်ဟုတ်တယ်နံပါတ်3ဟုတ်တယ် အဲ့တော့ဟိုမှာအောက်မှာရင်းနှီးခြင်းလို့ရှိတာလားမဟုတ်ဘူးเนาะ မဟုတ်ဘူးကျဲ ဟုတ်ပြီအောက်မှာဆက်ကြည့်နောက်တစ်ခုကတဲ့ပိုးဆက်တဲ့အောက်မှာလဲ지명의 변칙 과정 지명လို့ပြောချင်လို့ရှင်းပြောရရင်တော့지역의 이름လို့မျိုးတွေပေါ့နော်နာမည်တွေ지역လို့ပြောဒေသရဲ့နာမည်တွေ변칙 변하다의 변အဲ့လိုပဲပြောင်းလဲလာတဲ့ခွာကြောင်းဆိုဒီ process ဟာလားနော်လုပ်ငန်းစဉ်ဖြစ်စဉ်ပေါ့နော်အဲ့တော့ဖြစ်စဉ်ကြောင်းပြောနေတာဒါမှမဟုတ်ရင်과거ရဲ့교통နဲ့ပတ်သက်교통과 통신 수단 교통လမ်းမဆက်တွေပြီး통신 communication တစ်ဖက်နဲ့တစ်ယောက်စကားပြောဆက်စင်ဟာလားနော်ဆက်သွယ်ကြတဲ့စုတန်အဆင့်ဟာလားနော်ဘာလို့သုံးပြီးဆက်သွယ်ကြတာလဲဆိုရင်အဲ့အကြောင်းရလားဒါမှမဟုတ်ရင်ကြီးမြောင်းငယ်ဆိုဟာလားနော်ဒီနာမည်ကနေပြီးတော့မှသူတို့အရင်တော့ပေးထားခဲ့တဲ့နာမည်ကနေပြီးတော့မှဖြစ်ပေါ်လာတဲ့အော်ဟွေရဲ့ဥမီကြောင်းကိုပြောတာလားနောက်တစ်ခုက교통 발달 과정ဒီ교통ကြီးလမ်းမဆက်တွေကောင်းမွန်လာတဲ့ကျတို့ဒီလုပ်ငန်းအဖြစ်စဉ်ကိုပြောပြီးတော့မှပြီးတော့ကြီးမြောင်းငယ်ယူတယ်ဆိုချေအစကိုပြောတာအဲ့ချီမြောင်းရဲ့သူ့ရဲ့ကနဦးစင်းမြစ်ကိုပြောပြနေတာလားဆိုတာပေါ့နော်အဲ့တေးကြဒါချီမြောင်းနဲ့ပတ်သက်ပြီးပြောတာဖြစ်ပါလိမ့်မယ်ဒီမှာဆိုချေဦးစင်မှာချီမြောင်းနေခဏပါဖြစ်ချီမြောင်းကြောင်းပြောတာဖြစ်ပါလိမ့်ချီမြောင်းတော့ဟုတ်လေဖြိုထုံးနဲ့ပတ်သက်တာပေါ့ 교통ဟုတ် အဲ့တော့ကြည့်မယ်အရင်တော့က과거ရဲ့နဲ့과거မှာတော့ကမားကိုတုံးပြီးတော့ဆိုရှိသတင်းတွေဟုတ်လားဆိုရှိသတင်းတွေပေါ့ဗါလဲဂျွန်သားထားရတာလက်ဆင့်ကမ်းတယ်ဟုတ်လားကျတော့နန်းတွင်းကားတွေမှာဟုတ်တယ်မလားမြင်မှုပဲမလားကျိုးဆောင်ကားတွေဟုတ်ကျဲ အဲ့တော့ကျတစ်ဖက်တည်းသတင်းပို့ခြင်းဟုတ်လားနော်မြင်းနေတော့ပို့ရတာပဲအဲ့ဒါကိုပြောတာအဲ့တော့နောက်တစ်ခု옛날 지명은 유지하는 거죠အဲ့တော့옛날 지명ဟိုးရင်တော့ကနာမည်တွေဟုတ်လားနော်ဟိုးရင်တော့က 지명 နာမည်တွေကို유지하다ဆိုဆက်လက်ထိမ့်သိမ်းထားတဲ့နေရာဟုတ်လားနော်ပြောချင်တာအဲ့ဒီနာမည်တိုင်းရှိနေတဲ့နေရာတွေကတော့ 거의 없다လုံးဝမရှိတော့ဘူးမရှိလို့နေပါပဲနောက်တစ်ခု옆참နဲ့옆참 사이 옆참 다지ဟာလားနော်ကျတို့ဗါလဲ옆참လို့ပြောအရင်တော့ကတဲ့သူကဗါလဲဆိုသူဒီစာပိုက်ထဲမှာလည်းပါတယ်옆참ဆိုတာဗါလဲဆိုရင်သူကဒီတော့ဒီခုအရင်တော့ကပေါ့နော်မားသုံးခဲ့တယ်ဆိုရင်ပြောဟုတ်တယ်မလားအဲ့ဒီမားသွားရင်ခုနခဏရက်နာတဲ့နေရာပေါ့ဟုတ်လားနော်အဲ့လိုရက်နာတဲ့နေရာတွေမှာသူတို့ကဘာလို့အဲ့ယောက်ချမ်လုပ်ခဲ့ယောက်ချမ်ဆိုတဲ့စခန်းလိုမျိုးတစ်ခုစောက်ခဲ့တာပေါ့နော်အဲ့လိုပြောကြတယ်အဲ့တော့အဲ့ဒီသူတို့ရက်နာတဲ့စခန်းတွေပေါ့နော်အဲ့ဒီရက်နာတဲ့စခန်းတွေနှစ်ခုကြားထဲမှာခေါ်ဒီအကွာဝေးကဘယ်လောက်ရှိလဲရက်ခန့်မှန်းစီတော့4ကီလိုမီတာ4ကီလိုမီတာလောက်ရှိတယ်အဲ့တော့အဲ့ဒါဆိုအရေးအတွက်ကိုသိချာနားထောင်ပေါ့နော်ဟုတ်ကဲ့ နောက်တစ်ခု all we know နဲ့အဲ့ဒီရဲ့ meaning ကျတော့ vocabulary ကအချိန်ကြာသွားတဲ့အခါမှာ we me ကဘာလို့လဲဆိုခြားပြောင်းသားခြင်းအနန္တပြောင်းလဲလား မပြောင်းလဲဘူးကျဲ မပြောင်းလဲဘူးတဲ့သူကပြောတာဟုတ်ပြီနော် okay အနာထောက်ကြည့် ဟုတ်
다음을 듣고 물음에 답하십시오. 2번 읽겠습니다. 과거에는 지역과 지역이 서로 소식을 전할 때 말을 이용하였습니다. 그 말을 파발마라고 하였습니다. 우리나라 지명 중에 구파발, 말죽거리, 역천동이라는 이름도 모두 역참 제도와 관련이 있는 땅 이름입니다. 역참이란 말이 달려서 하루에 갈 수 있는 거리마다 역을 세운 것을 말합니다. 역참과 역참 사이의 거리인 약 40km를 한참이라고 하였습니다. 여기에서 유래하여 한참이라는 말이 생겼습니다. 한참이란 말은 역참과 역참 사이의 거리가 멀기 때문에 그 사이를 오가는 시간이 오래 걸린다는 뜻으로 쓰던 말입니다. 그런데 현대에는 시간이 상당히 지나는 동안을 뜻하는 말이 되었습니다. 공간 개념의 어휘가 시간 개념의 어휘로 의미 변화를 하게 된 것입니다. 다시 들으십시오. 과거에는 지역과 지역이 서로 소식을 전할 때 말을 이용하였습니다. 그 말을 파발마라고 하였습니다. 우리나라 지명 중에 구파발, 말죽거리, 역천동이라는 이름도 모두 역참 제도와 관련이 있는 땅 이름입니다. 역참이란 말이 달려서 하루에 갈 수 있는 거리마다 역을 세운 것을 말합니다. 역참과 역참 사이의 거리인 약 40km를 한참이라고 하였습니다. 여기에서 유래하여 한참이라는 말이 생겼습니다. 한참이란 말은 역참과 역참 사이의 거리가 멀기 때문에 그 사이를 오가는 시간이 오래 걸린다는 뜻으로 쓰던 말입니다. 그런데 현대에는 시간이 상당히 지나는 동안을 뜻하는 말이 되었습니다. 공간 개념의 어휘가 시간 개념의 어휘로 의미 변화를 하게 된 것입니다. 3번 4번 ね。အဲ့ နံ တော့ ပါတ်3ကကျန်နံပါတ်3 3ပေါ့ဘဝရဲ့အဓိပ္ပာယ်အဲ့မားရဲ့အဓိပ္ပာယ် ဟုတ်တယ်နံပါတ်3က3 နံ ဟုတ် ပါ ပြီ တ် လီက 4က1 4ကတော့1ပေါ့ဟုတ်တယ် ဟုတ် အဲ့ ဟို ချီ 4ကီလိုမီတာမဟုတ်ဘူး အဲ့ ဟာ 4 ရှိ 48ကီလိုမီတာနော် 80ကီလိုမီတာဟုတ်ချင် အဲ့တော့ကြည့်ရအောင်အရင်တော့ကပေါ့နော်ချီယော့နဲ့ချီယော့နော်ဒီ data တစ်ခုနဲ့တစ်ခုရဲ့ဂျာ data တစ်ခုနဲ့တစ်ခုပေါ့နော်ဒီခုနကပြောတဲ့သတင်းတွေကိုဂျွန်သားလုပ်ဖို့အတွက်ဆိုရင်ဘာကိုသုံးရလဲဆိုရင်ဒီမားကိုမြင်းကိုသုံးတယ်တဲ့အဲ့ဒီမြင်းကိုကျဘာလို့ခေါ်လဲဆိုဖာမာလို့နာမည်ခေါ်တာနော်သူနာမည်ကဖာမာလို့ခေါ်တယ်တဲ့အဲ့ဖာမာဆိုတာဘူရီနာရာချီညောင်းကျွန်းဟာလားနော်အဲ့တော့သူတို့ရဲ့ဒီ data နာမည်တွေထဲမှာပေါ့နော်ဖူဖာဘာ sorry ခုတော့ဖူဖာဘာmal 주거리 역천동 စတဲ့ဖြစ်ပေါ့နော်အဲ့ဒီရဲ့နာမည်တွေကလည်းပဲဘယ်ကနေသူကဘယ်ကနေပြီးတော့မှစဉ်းစားလာဆို역참 제도လို့ပြောခုနကပြော역참ဆိုတာခြားထဲမှာရင်ရက်နားတဲ့နေရာလေးလားနော်အဲ့တော့စခန်းလေးဆိုအဲ့ဒီ 제도 system ကနေပြီးတော့ system နဲ့ 관련이 있는 딴 이름이다ဆက်ဆက်နေတဲ့နာမည်တွေပဲဖြစ်တယ်အဲ့တော့ပြောချင်တာဒီမှာပါတယ်ခြေလို့ပါလဲဆိုရင်옛날 이름 내 유지하고 있는 것이 없다လို့ပြောတယ်မဟုတ်ဘူးသူကဒီမှာရှိတယ်နော်အခုဒီရဲ့ဟာ역အထူးသဖြင့်역청동လို့ဒါမျိုးဆိုအခုထိရှိသေးတာဗောနော်အဲ့လိုပုံစံဆက်ဆက်မှုရှိတယ်နော်အဲ့ဒါမဟုတ်ဘူးနောက်တစ်ခု역참이란 말이တဲ့달려서ဟုတ်လားနော်ဒီမှာ역창ဆိုတာကဒီမြင်းကဗောနော်ပြေးပြီးတော့တစ်နေ့မှာသူပြေးပြီးတော့သွားတယ်갈 수 있는 거리만သူတစ်နေ့ကိုဘာလို့သူပြေးနိုင်တဲ့သူသွားနိုင်တဲ့
ခေါ်ဒီမှာအကွာဝေးတိုင်းမှာဟာလားနော်သူဒီနေ့10မိုင်တော့အဲ့ဒီ10မိုင်မှာကျတို့ယော့လို့ပြောတယ်ကျတို့ဌာနတစ်ခုဟာလားနော်ကျတို့ဘူတာတစ်ခုကိုဆေဝုံကိုစွန်မာရမီတာတဲ့အဲ့ဒါကိုခေါ်ပါတယ်နော်အဲ့ဒါကိုပြောတာယော့ချန်ဆိုတာတဲ့အဲ့တော့ယော့ချန်과ယော့ချန်စာကြီးကဘယ်လောက်ရှိလဲခေါ်ဒီ약 40 kmနော်ဘယ်လောက်ရှိလဲ40 km လောက်ရှိတယ်အဲ့တော့မြင်းကတစ်ခါသွားရင်သူ40 မီတာလောက်တော့40 kmလောက်သွားတယ်ပေါ့နော် 40 အဲ့လိုသွားလိုက်တဲ့အဲ့ဒီပမာဏ km ကိုသူတို့ကအရင်တော့ဘာလို့ခေါ်လဲဆို한참လို့ခေါ်ကြတယ်တဲ့အဲ့တော့အဲ့မှာဆိုအခုခေတ်မှာသုံးတာတော့한참ဆိုအဲ့ဒီပဲမဟုတ်တော့ဘူး한참이란 말은 네 하나နော်한참ဆိုတဲ့စကားလုံးဘယ်လိုသုံးတာဆို역찬ကြားထဲမှာ거리가ခုနကဆို40 km လောက်ရှိတော့ဝေးတဲ့အတွက်ကြောင့်မလို့အဲ့ဒီရဲ့ကြားထဲကိုသွားရတဲ့အချိန်ကဘာလို့လဲအရင်ဘာလို့လဲ အရန်အရန် 걸린다ဘာလို့လဲအရင်ကိုဘာလို့လဲကြာမြင့်နေဟာလားနော်အဲ့တော့ဒီမှာပြောချင်ပါလေကြာမြင့်နေဆိုရဲဟာလားနော်တော့ကျွန်တော်နေရာနှစ်ခုရဲ့ကြားရဲ့အကွာဝေးကပြောချင်တာတော့အချိန်ကြာတယ်ဒါကြောင့်မို့နေရာနှစ်ခုကြားရဲ့အကွာဝေးအရင်ဝေးတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သူတို့က 한참 ဆိုတဲ့စကားလုံးသုံးခဲ့ကြဟုတ်ပြီနော်အဲ့တော့ကျွန်တော်နေရာနှစ်ခုကြားရဲ့အကွာဝေးကအရင်ကိုဝေးလို့ကျွန်တော် 한참 လို့သုံးပြီးပြောကြတာပေါ့နော်ဒါပေမဲ့ 오는 그런데 현대လို့ပြောအခုလက်ရှိပေါ့နော်ဒီနေ့ဒီခုခေတ်လိုမျိုးမှာအခုခေတ်ကတော့ဘလို့အဓိပ္ပာယ်နဲ့သုံးလဲဆိုရင်시간이အချိန်က상당히ဆိုအရင်ကိုမှာပဲဘာလို့လဲဆိုရင်များတယ်지나는 동안အဲ့တော့ပြောကြတာအချိန်ရမ်းကြာတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ် ဟုတ် အဲ့လိုဖြစ်သွားနော်အဲ့တော့ကျွန်တော်အချိန်ကြီးအရန်ကိုမှာပဲကြာမြင့်နေတာမျိုးဆိုရင် 한참 လို့ပြောကြတယ်အဲ့တော့အဲ့ဒီပဲဖြစ်သွားခုခေတ်မှာတော့ကျွန်တော်အချိန်နဲ့ပတ်သက်တဲ့အဓိပ္ပာယ်ဖြစ်သွားတယ်အဲ့တော့ဒီမှာဘယ်လိုဖြစ်သွားဆိုနောက်ဆုံးမှာပါတယ်အဓိက공간 개념ဟုတ်လားနော်အရင်တော့ကအဲ့ဒီ 한참 ဆိုတဲ့စကားလုံးကဘယ်မှာသုံးတဲ့စကားလုံး공간ခုနကပြောအကွာဝေးမှာသုံးတဲ့ 개념 လို့ပြောသူရဲ့ concept နော်သူတို့အဓိပ္ပာယ်ဖြစ်ခဲ့ပြီးတော့မှာတဲ့အဲ့ဒီ off ကဘာဖြစ်လာလဲဆို시간 개념အဲ့တော့ခုနောက်ပိုင်းတော့ဘာဖြစ်သွားအချိန်နဲ့ပတ်သက်တဲ့စကားလုံးဖြစ် အချိန် သွား နဲ့ပတ်သက်ပြီး အဲ့ဒါပြောအဲ့တော့공간ကနေကျွန်တော်시간နဲ့ပတ်သက်တဲ့ 어휘 ဖြစ်ဘာလို့သွားဆို우리미 변화를 하게 될 것이다. ဘာဖြစ်သွားအဓိပ္ပာယ်ပြောင်းသွားတာ ပြောင်းသွားတယ် အဓိပ္ပာယ်ပြောင်းသွားဟုတ်တယ်အဲ့ဒီမှာနံပါတ်4လိုမျိုး 어휘 ကအချိန်ကြာလည်းပဲမပြောင်းဘူးဆိုတော့ဟုတ်လားမဟုတ်ဘူး မဟုတ်ဘူးကျ เนาะအဲ့တော့ကျွန်တော်နံပါတ်1ပဲเนาะမားကိုသုံးတယ်အဲ့တော့သိကြတယ်ကျွန်တော်ဘာဖြစ်မှာတော့နောက်တစ်ခုကကြီးမြောင်းက변친 과정အဲ့တော့ကြီးမြောင်းနေပြောင်းလဲလာတဲ့ခွာချောင်းကိုပြောတာလားနော်အဲ့ဒါနောက်တစ်ခုကကြတော့과거의 교통의 통신수단이다ဒါမှမဟုတ်ကြီးမြောင်းမှာကြီးမြောင်းကနေပြီးပေါ်လာတဲ့ 어휘 ရဲ့ဦမီကြောင်းပြောတာလားဘာကြောင်းပြောမှာဦမီကြောင်းပြောတာပေါ့ဟုတ်လားနော် ဒီဝီမီကြောင့် 한참 ဆိုတဲ့စာကြောင်းရဲ့ဟုတ်လားနော်အဲ့ဒါဆိုနောက်ဆုံးနားမှာပါတာပေါ့ဟုတ်လားရှေ့ဆုံးဟာတွေမကြည့်နဲ့ဆိုနောက်ဆုံးမှာဒီ 한참 နဲ့ပတ်သက်ပြီးပြန်ရှင်းတာလေဟုတ်လား ဟုတ် နော်အဲ့လိုပုံစံကျသူကတော့ဒီဂျွန်ရှင်းစင်ကနဲ့မတူဘူးလို့ပြောထားရင်တော်တော်များများတော့ဒီဂျွန်ရှင်းစင်ကလိုပဲနောက်ပိုင်းသားလေးဟာကိုယူတာများတယ်နော် ဟုတ်ကျ ဟုတ်ပါရောနောက်တစ်ခုကကြပါလားနောက်တစ်ခု35 36ကို35 36ပါ현장 영서လို့ပြောရပါလို့ပြောမယ်အခုလက်ရှိပေါ့နော်ဘလို့အခုလက်ရှိဘလို့တွေဖြစ်နေကြလဲအခြေအနေကိုရှင်းပြပြောပြတဲ့ပုံစံပေါ့နော်အဲ့လိုပုံစံအဲ့တော့သူကဒီမှာသူလည်းပုံတူပဲကျွန်တော်အရင်ဆုံးမလုပ်နဲ့ 선택지ကိုယဉ်ကြည့်ဟာလား선택지ကိုယဉ်ကြည့်မယ်အဲ့ဒါပြီးမိကုန်းမှာ남자လား여자လားဟာလားနော်남자လား여자လားကြည့်မယ်အဲ့ဒါပြီးရင် 선택지ကနေတစ်ဆင့်ခုနလိုပဲဂျူကျဲခတ်မှန်းတယ်လို့ပဲသူကဒီမှာ 어느 장소ရဲဆိုတော့နော်ဘယ်နေရာမှာဘလို့စကားတွေပြောနေတာလဲဆိုတော့ခတ်မှန်းနိုင်တယ်ခတ်မှန်းမယ်တဲ့ဟုတ်လားနော်အဲ့တော့ကျွန်တော်တို့နော်ဂျူကျဲတွေမကောက်ဘယ်လိုနေရာမှာဘာတွေပြောနေတာဘယ်လိုအကြောင်းအရာပြောတာလဲဆိုတာကိုရှင်းပါတဲ့အဲ့တော့တဲ့အဲ့မှာသူကောက်လေးအဲ့လိုကျွန်တော်ပြောတဲ့အခါမှာဟောနော်စကားပြောမှာသူလည်းတယောက်တည်းပဲပြောမှာအဲ့လိုပြောတဲ့အခါမှာပထမဆုံး첫 번째 문제ပထမဆုံးစာကြပထမဆုံးပြောတဲ့အခါမှာ तू ကဘာကြောင်းပြောလဲဆိုရင်တော်တော်များများက 어느 장소인지ဘယ်နေရာမှာပြောနေလဲဆိုတာကျွန်တော်ကသိနိုင်တယ်နော်ဘယ်လိုနေရာမှာပြောတယ်ဘယ်လိုနေရာမှာဘယ်လိုကြောင်းကပြောမလဲဆိုတော့ခန့်မှန်းနိုင်ပါတယ်အဲ့တော့ဒီမှာလည်းတူတူပဲကျွန်တော်သိတဲ့စကားလုံးတွေပဲအာရုံစိုက်ပြီးကျွန်တော်ဖြည့်ဆက်ပြီးစဉ်းစားမယ်ပေါ့မသိတာကြီးကျွန်တော်အဲ့လောက်ကြီးမစဉ်းစားနဲ့ စဉ်းစားဟုတ်ကျ အဲ့ကြည့် 남자는 무엇을 하고 있는지ဒီတစ်ခေါက်မေးခွန်းကလည်းကျွန်တော်ဒီမှာ 남자가 ဘာလုပ်နေလဲဆိုတာအဲ့တော့ကျွန်တော်ဘာလုပ်နေလဲဆိုတော့သိကြရင်ဘတ်တွေကိုသိချကြည့်ရအောင်ဟုတ်လားနော်အဲ့တော့ဘာလုပ်နေလဲအဲ့တော့ 제품의 완성 시기 ဟုတ်လားနော်ကျွန်တော် 완성ဆိုတာကျွန်တော်ပြည့်စုံသွားမယ် 시기 အချိန်ကို 발표하고 있다 နော်ဘယ်ကာလလောက်တော့အဆင်သင့်ဖြစ်နိုင်ပြီနော်ပြည့်စုံသွားပြီဒါမျိုးဆို 발표 လို့တင်ပြနေတယ် အချိန်ညာတာဟုတ်ကျ နောက်တစ်ခုက최근에 출시된 제품 လက်တလုံးမှာထုတ်လိုက်တဲ့ 제품 ကို 홍보하고 있다 ဘာလုပ်နေတာ 홍보 ကြော်ကြောညာ ကြော်ညာနေတာလားနောက်တစ်ခုက 제품 결함ဟုတ်လားနော်ဒီ 제품 교환에 ပတ်သက်ပြီးတော့တဲ့사과의 말ဘာလို့လဲတောင်းပန်တဲ့ တောင်းပန်တဲ့စကား တောင်းပန်တဲ့စကားပြောနေတာလားနော်တောင်းပန်တဲ့စကားပြောနေတာလားတဲ့နော် 제품 교환 잠깐만 제가မသိဘူးဖြစ်တယ်
제품 결제수로 결제가 무이치레 하고요. 아무하고ပြဿနာဒီပစ္စည်းရအောင်တော့ကျွန်တော်ဘယ်လိုပြောမလဲခုနကတော့အဲ့လိုမျိုးခုနဝမ်းဆုံးမဖြစ်ပဲနဲ့ပါလို့ဆိုနည်းနည်းပြဿနာရှိနေတာမျိုးပေါ့နော်စထုတ်လိုက်ကြလေအောင်အဲ့လိုမျိုးပြဿနာသူ့မှာနည်းနည်းအနာစာရှိနေတာမျိုးအဲ့ဒါနဲ့ပတ်သက်ပြီးဒီပစ္စည်းရဲ့ဟောနဲ့ပတ်သက်ပြီးတော့ကျွန်တော်တောင်းပန်နေတာပါဘောနော်နောက်တစ်ခုကကျတော့ဒီ신제품 출시 지연 네ဟာနော်ကျွန်တော် 출시 ထုတ်တဲ့ထုတ်လိုက်တဲ့ အတစ်တွေ 출시 အတစ်ထုတ်လိုက်တဲ့ 지연 ချီရှိချီယုံ 지연 နှောင်နေတာလားမသိဘူးနှောင်နေတာပေါ့နှိကွေးတာ ဟုတ်တယ် 지연 နောက်နေကွေတာဟာလားနော်အဲ့တော့ဒီနေကွေရနဲ့ပတ်သက်ပြီးတော့မှာတဲ့ရန်ငယ်တို့ကိုကကွေတာပါနားလဲပေးပါလို့ဟာလားနော်ဒီလိုမျိုးတောင်းဆိုနေတာမျိုးလားနော်နောက်နေ ဟုတ်တယ် နေကွေချီတာဆိုဟုတ်တာပဲချီရရှိရချီချီကတ်ရဲ့ချီ ဒီက ယွန်ကကျတော့ယွန်ကျန်ဆက်ဖြစ်တယ်ဆိုရဲတယ်ဟုတ်တယ်အဲ့တော့အဲ့ဒါလုံနေရလားဒါမဟုတ်ရင်နောက်တစ်ခုအောက်မှာတော့ဒီနေရုံတို့ဘာဖြစ်မှာမန်းနင်းကော 맞는 거ဟုတ်တယ် 소비자 과시로래 하나 과시로 제품의 문제가 발생하였다. 소비자의 과실. 소비자 아마 뭐노 이런 မျိုး ပြောချင်တာပဲဟုတ်လားနော်ဒီရဲ့ သုံးစွဲသူရဲ့အမှားကြောင့်မလို့ 제품의 문제가 바로 생겨 문제가 발생하였다. ဖြစ်ပေါ်လာတယ် 생기다.ဖြစ်ပွားခဲ့တယ် နောက်တစ်ခုက 현재 제품 เนาะအခုလက်ရှိပစ္စည်းနဲ့ပတ်သက်ပြီးတော့တဲ့ 기능 점검 နော်ဒီရဲ့သူ့ရဲ့စွမ်းရည်စစ်ဆေးတာက진행 중이다အခုလက်ရှိဘာလုပ်နေတော့လဲဆောင်ရွက်လက်စဖြစ်နေတော့ ဒါ မယ် လည်းဖြစ်နေတယ် နောက်တစ်ခုကဒီကုမ္ပဏီရဲ့처음으로ပထမအောင်ဆုံးအနေနဲ့카메라ကို출시할 예정이다ထုတ်လုပ်မဲ့ဟုတ်လားနော် plan ရှိတယ်တဲ့ဟုတ်လားနော်ပထမအောင်ဆုံးအနေနဲ့ကင်မရာစထုတ်မှာပေါ့နော်စထုတ်မဲ့ plan ရှိတယ်နောက်တစ်ခုက지난해နော်지난해လို့ပြောနောက်အရင်နှစ်ပေါ့작년အရင်နှစ်တုန်းကထွက်လာတဲ့제품ကို무료로အခမဲ့အနေနဲ့교환을 줄 것이다ဘာလို့မှာ 교환 လဲလှယ်ပေးမှာဟုတ်လားနော်အခမဲ့ဘာလို့မလဲလဲလှယ်ပေးမှာတဲ့ 교환 내려세요 네 ကြည့်ရ 교환 저희 회사의 카메라를 사랑해 주시는 너들의 카메라고 어찌비자의 고객 여러분께 감사드립니다. 제수된 말이 하나노 최근 발생한 하나노 바빌레 흘러들어 피니래 카메라 오작동으로 표시 또의 기능이야 제로 바빌레서 이상하다 피네. 또는 투산이라고 너 대비스메 비 피니래 이 문제에 받다비로 말씀드리고자 합니다. 말로래요. 다음 표진로 봐. 먼저 사용의 불평을 들려. 예성 어떤 뷰레니아 말씀이 필요해 될 진심으로 죄송합니다. 발음이야. တောင်းပါမယ် တောင်းပန်အဲ့တော့ကျုပ်ဒီမှာရဲ့တည် တည်ရင် ဘာ နဲ့ လုပ် တောင်း လဲ ပါမယ် တောင်းပန်နေတာ 사과 နော် 사과의 말을 전하고 있다. 말을 아무튼 다음에는 또 다운만이라 봐. 어비. 에러 문제가 발생한 제품들은 하나는 저기 PC 배드나 비데 PC고 수거하여 수봉 수시비로 말어 제가 말함래지 면밀히 하나 면밀히서 너무 떼세 뻔라 너 난난 추천해 고마ವೆ 점검하였습니다. 들어발래 CC 개발이 너 너 수시비로도 CC 라이트အဲ့တော့ 점검 결과စစ်လိုက်တဲ့ရလဒ်အနေနဲ့ 카메라의 내 특정 부분အတွင်းပိုင်းကကျတော့အထူးပေါ့နော်သူရဲ့부품စိတ်ပိုင်းတစ်ခုကနေပြီးတော့ 하자가 발견됐어 အမှားတစ်ခုတွေ့ခဲ့ပါတယ် 말을 고နော်အဲ့တော့ဒီဟာက모두ပေါ့နော်အကုန်လုံး 작년에 생산될 것이네မနေ့ကမှပါတော့ 생산되다ထုတ်တာမနေ့ကထုတ်ထားတာဖြစ်ပြီးတော့မှာတဲ့생산 과정을 이ထုတ်လုပ်တဲ့အခါမှာ 문제가 있었던 것으로 하라နော်ပြဿနာတစ်ခုဖြစ်သွားတယ်လို့သူတို့ 확인되었으면သူတို့စစ်ဆေးတွေ့ရှိခဲ့ပါတယ်အဲ့တော့မနေ့ကထုတ်တာဟုတ်ပြီနော်ဘာလို့လဲဒီပစ္စည်းတွေအကုန်လုံးဘယ်အောင်ထုတ်တာမနေ့က ထုတ်တာ အဲ့တော့ဒီမှာ तू ကပါလဲ처음으로မဟုတ်သေးပါဘူး အရင်ကတည်းကဟော မနေ့ကနဲ့ပတ်သက်ဘာပါတော့နံပါတ်1လိုမျိုးဒီလားဆိုပီဂျာရဲ့ခွာရှိကြောင်းမလို့ဂျေဖွန်ကမွန်းကျယ်ဖြစ်တာလားမဟုတ်ဘူးနော် မဟုတ်ဘူးကျဟုတ် နောက်တစ်ခုကကျတော့ဒီ 현재 제품နဲ့ပတ်သက်တဲ့ဂျုံကုန်းကအခုမှလုပ်နေတော့ねဟုတ်လားမဟုတ်ဘူးနော်လုပ်ပြီးသွားပြီ မဟုတ်ဘူး လုပ်ပြီးသွားလို့ဘာဖြစ်လဲဆိုတော့ပြဿနာထွက်လာပြီး처음으로ပထမအောင်ဆုံးအနေနဲ့ကာမရာကိုချွတ်ပထမအောင်ဆုံးထုတ်တာလေဟုတ်လားထုတ်ဖို့အတွက်အစီအစဉ်ရှိရဟုတ်လားမဟုတ်ဘူးမနေ့ကဘာလုပ်ပြီးတော့ထုတ်ပြီးသွားပြီ ထုတ်ပြီးသား ထုတ်ပြီးသားအဲ့တော့နံပါတ်3လည်းမဟုတ်ဘူးနော် နေ
ဆက်ကြည့်မယ်အဲ့တော့မနစ်ကထုတ်လာမနစ်ကပေါ့နော်ကျွန်တော်ဘာလဲထုတ်လိုက်တဲ့ဒီဖြစ်ဖွန်းတွေကိုလိုချင်နေဆိုရင်တော့ on check ဘယ်ချိန်ပဲဖြစ်ဖြစ်နော်အဲ့တော့ပြန်လိုချင်နေဆိုရင်ဆက်ခေချက်ဖွန်းမလို့ပစ္စည်းအသစ်နဲ့ဘာလုပ်မှာလဲမူဆန်းဆိုတာအခမဲ့ လဲ မူ ပေး လေးတို့အခမဲ့ဘာလုပ်မလဲဖြိုရတဲ့တရိကစင်မီတာဘာလုပ်ပေးမှာလဲတော့လဲ လဲ လေ ပေးမှာပါ ပေးမှာပါဟလားနော်လေးလေးပေးမှာပါအဲ့တော့ကျွန်တော်ဒီမှာပါတယ်ဟုတ်လားအလက်ကမူလီယိုလိုဖြိုရတဲ့ချူကိုရှင်မီတာ อืม ဟုတ်တယ်နော် ဟုတ်တယ် အဲ့တော့နံပါတ် နံပါတ် 4 4 အဲ့တော့다시금နော်다시금ဆိုတော့다시ထပ်ပြီးတော့နော်နောက်တစ်ချိန်ပြန်ပြီးတော့사과의 말씀은 드립니다ဘာလို့လဲတောင်းပန်ပါတယ် တောင်းပါပါတယ် အဲ့ဒါကိုပြောတာပဲเนาะအဲ့တော့ကျေတို့နံပါတ်35ကျ3ဖြစ်ပြီးတော့မှ36ကတော့နံပါတ်4 လေ တော့ဒါတော့ကျေတို့လွယ်လွယ်လေးမလို့နံပါတ်35ကိုအရင်ပြပုံမှန်တော့ကျေတို့36ကိုအရင်ပြပေါ့เนาะ36ဖြစ်ပြီးမှကျေတို့ဘာလုပ်နေလဲဆိုတာဆုံးဖြတ်လိုက် ဟုတ် ကြည့်အောင်남자는 무엇을 하고 있는지အောက်မှာကြည့်လိုက်ချို 결혼에 ပတ်သက်တာတွေပဲတွေ့လား ဟုတ် 결혼에ပတ်သက် 결혼. 결혼의 필요성လိုအပ်ချက်ကို 간주하고 있다. အထူးလေးပေးပြောနေ မင်္ဂလာဆောင်မှုကလိုအပ်တယ်တဲ့မျိုးပေါ့နော်လေးပေးပြောနေတာလားဒါမှမဟုတ် 결혼 생활에 ပတ်သက်ပြီးတော့ 조언하고 있다. ဘာလို့လဲအကြံပေးနေ ဟုတ် အကြံပေးနေတာလားဒါမှမဟုတ် 결혼과 인연의 관계 결혼မင်္ဂလာဆောင်တာ 인연아 봐. အင်းညောင်း 예zad이 ဟုတ် လူနှစ်ယောက်ကြာ 예zadပေါ့နော်အဲ့လို 예zadရှိရဲဘာညာနဲ့သူရှိ 주장하고 있다. နော်သူပြောနေတာလား ဆက်နံဟုတ်တယ် 결혼 준비에 어려운 거 신비아니다 라 하나 ဟုတ်ကဲ့ 나르고 들은 내용으로만 남자가 신랑 신부의 성세입니다. ရှင်းလင်း 내용에 မှု 세아마 ရေ ဖြစ်တယ် နေရာလဲဆရာမ 세아 ဖြစ် ဖြစ် တ တယ် ယ် ပေါ့နော် 신랑과 신부가 그래서 신랑을 봐봐요. sorry. 신랑의 신부가 전공 분야 들어 어투뷰 다래 분야 내 배가 Major. 뚜가 sorry 다르다. ဟုတ်ပါ မတူဘူး တူ လေနော် မ မတူ တူ ဘူး နောက်တစ်ခုက신랑 신부가 직장မှာ ပထမဆုံးတွေ့ခဲ့တယ် မဟုတ်တယ် နောက်တစ်ခုက남자가 두 사람의 행복 နှစ်ယောက်တိုင်း ပျော်ရွှင်မှု 기원하고 있다 ဘာလုပ်နေရ ဝမ်းတာနေရ 원단이 이번에 원단이라 왜 표현 오늘 제 원단이로 이거 ဟုတ် 좋아요 나 하자 레드다 있었다 할때 똑같지 다음을 듣고 물음에 답하십시오. 2번 읽겠습니다. 오늘 이 자리는 신랑 김민수 군과 신부 이수미 양 두 사람이 하객들을 모시고 하나가 되려 하는 자리입니다. 두 사람은 같은 대학에서 함께 영어 교육을 전공한 후 현재 고등학교에서 교사로 일하고 있습니다. 이렇게 공통점이 많은 걸 보면 두 사람이 인연이라는 생각이 듭니다. 오늘 저는 신랑 신부에게 한 가지 당부를 하고 싶습니다. 두 사람의 삶이 항상 평화롭지만은 않겠지만 혼자가 아닌 두 사람이 같이 하는 인생길에 이전보다 더 향기롭고 아름다운 미래가 펼쳐지리라 믿어 의심치 않습니다. 모쪼록 두 사람이 서로를 자신처럼 위하고 사랑하며 행복하게 살아가기를 기원합니다. 다시 들으십시오. 오늘 이 자리는 신랑 김민수 군과 신부 이수미 양 두 사람이 하객들을 모시고 하나가 되려 하는 자리입니다. 두 사람은 같은 대학에서 함께 영어 교육을 전공한 후 현재 고등학교에서 교사로 일하고 있습니다. 이렇게 공통점이 많은 걸 보면 두 사람이 인연이라는 생각이 듭니다. 오늘 저는 신랑 신부에게 한 가지
당부를 하고 싶습니다. 두 사람의 삶이 항상 평화롭지만은 않겠지만 혼자가 아닌 두 사람이 같이 하는 인생길에 이전보다 더 향기롭고 아름다운 미래가 펼쳐지리라 믿어 의심치 않습니다. 모쪼록 두 사람이 서로를 자신처럼 위하고 사랑하며 행복하게 살아가기를 기원합니다. 1번 2번 နံပါတ်1က နံပါတ်1က2ပေါ့ရှင်သူအကြံပေးနေရတယ်နံပါတ်2ကတော့4သူတို့က 1က2 2 ဒီ က နေ့ကျူဆူ 4 နှစ်က4ဟုတ်တယ်ရှင် ဟုတ်တယ် keyword လုပ်နေဟာလားနော် ဟုတ် ကြရအောင် okay ရေပြန်ကြည့်오는 이 자리는 하나 디니아가로 두 소리 신랑 김민수 군에 제가 이 군을 샤지라야 누가 발레소로 디라이메 어 예의 있게 너 저 릴리스산에 거비라 보노 신랑 신부래 김민수 군의 신부 이수미 양 소리로 하나 알을 거래 나관에 이 할이 때 거라이다 두 사람은 학교들을 모시고 하나가 되려 하는 자리입니다. 누가 봐보잖아. 맹랑상에 하우샤 좋아이 시인이야. 너? 내 여러 번ဖြစ်သွားတယ်ပေါ့နော်. 두 사람은 같은 대학에서 뚜루네야가 뜨르르두아니 함께 영어 교육은 전공한 후 뚜루네야가 아서 봤대요. 전공 말하더라. ဟုတ် 전공 전공 뚜레. တူတယ် 네, 전공 뚜레. 너 다 다르다서 뭐 하더. 교수님 전공한 현재 고등학교에서 교사로 일하고 있습니다. 들어보고 말하는 교사라고. 너, 이렇게 공통점이 맞는 거 보면, 릴루면해요. 나 뚜니네 책이 많이 예수인 두 사람이 인형이라는 생각이, 내가 나 이제 싫어 봐라. 그래도 ဒီသက်ရှိရလို့ 네. တွင် 디니가 뚜와 신랑 신부의 한 가지 담보는, 덕후래요. 왜, 아군이 다운제 말해. 너, 리는 아군이 다운제 말해. 담보. 그렇지 말이. 내가 나가 보러, 네 보아가 항상 평화롭지는 않겠지만, 내가 나 보아의 영어 뭐, 인생 다다야 피마로 뭐, 호비매. 혼자가 아니네. 내가 တယောက်တည်းမဟုတ်ပဲねနှစ်ယောက်ကအတူတူရှောက်လန်းတဲ့ insane ကြီးတဲ့လားเนาะကျတို့ဒီဘဝလမ်းပေါ်မှာပေါ့เนาะအီးချောင်းပို့တာကျတို့ဘာလို့လဲအရင်ကတက်တော့향기롭게ပို့ပြီးတော့ဟုတ်လားเนาะ향기롭다ဆိုဘာဖြစ်မှာအမွေပို့ပြီးတော့မွေးကြိုင်နေပြီး아름다운 မွေး 미래 ကြတယ်ဟုတ် လှပတယ်အဲ့တော့ပြောချင်တာကတော့เนาะကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ပါဟုတ်လားเนาะအဲ့တော့ကောင်းတဲ့မိတယ်တွေကအဲ့ဒါမိတယ်เนาะအနာဂတ်က펼치지리라ဟုတ်လားเนาะကျတို့ဘာလို့လဲဒီလိုဖြစ်မယ်ဆိုတဲ့ဟုတ်လားเนาะဖြစ်အောင်ပေါ့เนาะမိတော့의심치 않습니다ယုံတယ်เนาะရှေ့လျှောက်ဘဝဇလန်လေကောင်းကောင်းဝင်အဆင်ပြေဖြစ်မယ်အဲ့ဒါကိုယုံတယ်ပြီးတော့의심치 않습니다ဘာမလို့ဘူးတန်တရားဝင်မှာပေါ့ဟုတ်လားเนาะအဲ့ဒါကိုတန်တရားဝင်မှာ무쪼록 너무 어떻게든ဆိုတဲ့ဘယ်လိုပဲဖြစ်ဖြစ်ဟာနော်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်နှစ်ယောက်သားကတစ်ဖက်အပြန်လန်자신처럼ဟာလားနော်ကိုယ့်လိုမျိုးပဲ위하고 사랑하며ချစ်ကြပြီးတော့행복하게 살아가기를 기원합니다. 기원လုပ်တယ်နောက်ဆုံးမှာ 기원လုပ်သွားတယ်အဲ့တေးကြတယ်သူတို့ကပါ 기원လုပ်နေတာ K1 လောက်တယ်ဟုတ်တယ် နော်အဲ့ကျန်တာရမဟုတ်ဘူးပထမဆုံးတွေ့ရလဲမဟုတ်ဘူးသူတို့နှစ်ယောက်ရဲ့ဆရာလည်းမဟုတ်ဘာမှမဟုတ် မဟုတ်တယ် မလေးအဲ့တော့အပေါ်မှာကတော့သူဘာဖြစ်နေတာဖီလိုဆောင်ပြောနေတာလည်းမဟုတ်ဘူးဂျိုအောင်လုပ်နေတာပါဟုတ်တယ်မလားဟာလားဂျိုအောင်လုပ်နေတာ ဟုတ် နော်အဲ့ကျအင်းညောင်းရဲ့ခွမ်းကလေးကိုပြောတာလေတော့အဲ့လောက်ကြီးတော့မဟုတ်ဘူးအဲ့မှာစောမြောင်းအော်လျော့အောင်ကိုစောမြောင်းလုပ်တာလည်းမဟုတ်တော့နံပါတ်2ကျော်ရောနောက်တစ်ခုက3လေး တောင်းလေး နံပါတ်3ကတော့ 기업의 성장 과정ဆိုဘယ်လိုဖြစ်မှာလဲ 기업의 성장 과정 성장ဆိုတာချေဘာဖြစ်လာကြီးပြင်းလာတယ်ဆိုပြီးပြောချင်တာတော့ဒီမှာဆိုရင်တော့လုပ်ငန်းတစ်ခုကြီးတစ်ဖြည်းဖြည်းနဲ့ပါတော့တိုးတက်အောင်မြင်လာတယ်ဟုတ်လားနော်အဲ့လိုမျိုးဒီရဲ့ဖြစ်စဉ်ကို보고하고 있다ဘာလုပ်နေတာ တင်ပြရတယ်ရှင် တင်ပြနေရတာနောက်တစ်ခုအ상은 수상한 소감 상은 수상하다ဆိုရင်စုရတာစုရတဲ့ 소감 လို့ပြောသူရင်တွင်းခံစားချက်တွေကိုထုတ်ဖော်발표လုပ်နေရလား ဟုတ်
နော်အဲ့တော့ 기업의 성과 လို့ပြောတယ်ဒီလုပ်ငန်းရဲ့ 성과 ဆိုပါရော 中国 ကျတို့ဟိုမှာ 酸 ပါ 上酸上瘾 အဲ့မော်ကျူတူတွေဆွမ်းဆောင်ရအောင်မြင်မှုရလဒ်တွေဟုတ်လားနော်အောင်မြင်မှုရလဒ်တွေနဲ့ပတ်သက်ပြီးတော့평가하고 있다ဝေဖန်ဟုတ်လားနော်ဝေဖန်နေတယ်နောက်က최우수 기업상 လို့ပြောချင်လို့ပါလို့အကောင်းဆုံးလုပ်ငန်း ကောင်းဆုံး 기업 လုပ်ငန်းစုပေါ့ဟုတ်လားနော် ဟုတ် အဲ့တော့최우수ကအရင်အကောင်းဆုံးထူးချွန်ဆုံးဟုတ်လားနော်အဲ့လိုအတော်ဆုံး first prize အဲ့လိုပုံစံအဲ့ဒီရဲ့စုကို평가 기준နော်ဘယ်လိုမျိုးဒီစုကိုပေးတဲ့အခါမှာဘယ်လို 평가 လုပ်ပြီးဘယ်လိုစံနှုန်းတွေနဲ့ 평가 လုပ်လဲဆိုတာကို설명하고 있다ရှင်းပြနေတာလား သင်ပြနေ နောက်တစ်ခုက e 기업ကိုဒီလုပ်ငန်းက10년 전에 10လွန်ခဲ့တဲ့10နှစ်တုန်းကပထမအဆုံးအနေနဲ့တည်ဆောက်ခဲ့တယ်ဟုတ်လားနော် ပြီးသား လွန်ခဲ့တဲ့10နှစ်ကဆောက်ခဲ့တာလားပေါ့နော်နောက်တစ်ခုက 이 기업은 직원들의 နော်ဒီဝန်ထမ်းတွေရဲ့ 이직률 ဘာလို့တာလဲ အီဂျီ အလုံး ဂျီ ထွက်ကြတာဟုတ်လားနော်အလုံးထွက်နှုံပေါ့ဟုတ်လားနော်အလုံးထွက်နှုံကဘာဖြစ်လဲဆိုမြင်နေ အော်အလုပ် နော် ဟုတ် အဲ့ဒါပြီးဒီရဲ့လုပ်ငန်းကရဲချောင်းတယ်အရင်တုန်းကပေါ့နော်ရီစမ်း အရင်တု ကို န်းက ရဖို့တယ်ဂါတင်ကြော့ကိတာ 이 ရဖို့တယ် 수 နောက်တစ် 야시게 ခုက 이 기업의 직원이 서로를 믿으면 တော့အပြန်အလှန်ယုံကြည်ပြီးတော့အလုပ်လုပ်ကြရဟုတ်လားနော်အပြန်အလှန်ယုံကြည်ပြီးအလုပ်လုပ်ခဲ့ကြတယ်တဲ့ချင် 다음을 듣고 물음에 답하십시오. 2번 읽겠습니다. 오늘 이렇게 우리 회사가 최우수 기업상을 받게 되었다는 소식을 알리게 되어 무척 기쁩니다. 제가 한 일이라고는 함께 일하는 여러분을 믿고 일하기 편한 환경을 만들어 주려고 노력한 것뿐이었습니다. 그런데 여러분께서 저와 회사를 믿고 꾸준히 최선을 다해 일해 주었기 때문에 이런 큰 상을 받게 되었습니다. 이번 기회를 통해 서로를 믿는다는 것이 얼마나 중요한 것인지 깨닫게 되었습니다. 우리 회사가 지금 이 자리에 서게 된 것은 모두 저를 믿고 따라준 여러분 덕분입니다. 5년 전 창업 초기부터 지금까지 한결같은 모습으로 함께 해준 직원 여러분께 다시 한번 진심으로 감사드립니다. 다시 들으십시오. 오늘 이렇게 우리 회사가 최우수 기업상을 받게 되었다는 소식을 알리게 되어 무척 기쁩니다. 제가 한 일이라고는 함께 일하는 여러분을 믿고 일하기 편한 환경을 만들어 주려고 노력한 것뿐이었습니다. 그런데 여러분께서 저와 회사를 믿고 꾸준히 최선을 다해 일해 주었기 때문에 이런 큰 상을 받게 되었습니다. 이번 기회를 통해 서로를 믿는다는 것이 얼마나 중요한 것인지 깨닫게 되었습니다. 우리 회사가 지금 이 자리에 서게 된 것은 모두 저를 믿고 따라준 여러분 덕분입니다. 5년 전 창업 초기부터 지금까지 한결같은 모습으로 함께 해준 직원 여러분께 다시 한번 진심으로 감사드립니다. 3번 ไม่ใช่ได้ 4번 좋아요. 똥아. ဟုတ်တယ်သုံးကနံပါတ်2ချေသူစုရတာကိုပျော်ပြီးတော့ပြောနေ ဟုတ်တယ်သူရဲ့ဆိုကံပြောနေတာရဲ့အ နံ ပြီး ပါတ်4ကတော့4ဟို
သူ့ ဟုတ် နောက် တယ် ကိုလိုက်ပြီးတော့အဲ့ ဟု လို တ် ပေါ့နော်ပြန်အလုပ်လုပ်ကြမယ်ပေါ့ 맞아요. 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 အဲ့တော့အဲ့မှာတော့တိတ်ပြီးတော့မသိတာတိတ်မပါဘူးလို့ချက်ထင်တာပဲ မပေါင်းဟုတ်ချင် နော် 좋아요. ဟုတ် 오케이 အဲ့ဒါဆိုကျွန်မပြောတော့နော် ဟုတ်ကဲ့ချင် 오케이 အဲ့ဆိုရင်ခြေဒီနေ့3ခုတင်လိုက်ရဟာလား နေ ပထမတစ်ခုကထိုးတုံးရဲ့နောက်တစ်ခုကချက်ချေခုနပြောတဲ့ခန်းညောင်းလို့ပြောရဟောပြောပွဲလိုမျိုးကြီးနော်အဲ့တော့နောက်ခုဒါလည်းတူတူပဲချေဟောပြောပွဲလိုပုံစံပဲသူတယောက်တည်းပြောနေတာဟာလားနော်သူတယောက်တည်းအဲ့အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီးပြောပြနေတာโอเคအဲ့ဒါ3ခုပါအဲ့တော့ဒီဟိုမှာထိုးတုံးခါမှာသူ့ရဲ့ off ဖြိုးရုံလေးချက်ဖို့ရှိပြီ ပြောရမ်းဟုတ်တယ်ချင် နော်โอเคအဲ့ဒါလေးကြည့်ပါ ဟုတ်ကဲ့ချင်ခံစားမိတာ 좋아요အဲ့ဆိုရင်မနေ့ဖြန်ကချက်ပြမယ်နေ့လည်မဟုတ်ညနေညနေရွှေ့ပြမယ် ယူဟုတ်ချင်အဲ့ဆိုရတယ် ဟုတ်ပါငါချက်ကမချက်ငါခွဲတော့ပြင်အောင်ချက်ငါခွဲပေါ့ထားပါ ဟုတ်ချင်ဟုတ်အဆင် ငါ ပြေချင် ခွဲကနေခွန်လောက်ပေါ့နော်ထားပါ ဟုတ်ချင် ဟိုက ရပါတယ်ချင် ဒီဟိုကလေးလပိုင်းလောက်ကြာရင်နောက်အတန်းတစ်ခုရှိတော့ဒီရက်ပိုင်းတော့ချင်းဟိုကတင်လို့ရရင်တင်ထားအောင်မယ်ပြီးကြတော့ထိ ဟုတ်ကဲ့ချင်ဟုတ်ရပါတယ်ချင် ချာရအောင်ချေတော့ဒီအခု level 5မှာချေလို့5ဒီလောက်ကုန်5လောက်ပြီးမယ်လို့တော့ထင်ပါတယ် ဟုတ်ပြီးနိုင်ပါတယ်ချင် အင်း အခုက ပြီးလောက် နောက်ဟိုကတစ်ပတ်နဲ့3ရက်လောက်ကျန်သေးရဆိုတော့ ဟုတ်တယ်ပြီးပါတယ်ပြီးပါတယ်ချေအဲ့လောက်မကျန်တော့ listening ကပြီးတော့မှာ ဟုတ်တယ်ချင်ဟုတ် listening က39 40ပဲကျန်တော့ဟုတ်ပါ39 38 39 40 ဟုတ်ချင်ကို40ဟုတ် လေးပုတ်ပေါ့နော်အဲနောက်လေးပုတ်ကျန်မယ်အဲ့ဒါပြီးတော့ listen reading သွားမယ်ပေါ့နော် reading အဲ့လောက်တော့မကြောက် ဟုတ်ကဲ့ချင် အဲ့တော့ဟိုတခြား reading ပို့ရမယ်ထင် reading ကပိုခတ်တာ listening ထက် reading ကကြာချင်မဖတ်ကြည့်တာပေါ့နော်ဖတ်ဖို့ပြင်းတာ အဲ့လိုမျိုးအဲ့လိုဖတ်ကြည့်လိုက်လို့ရှိရင်လည်းအော်ဒီလိုသဘောတရားပါလားဆိုဖြစ်တာစရွမလုပ်တာပေါ့ရှင် ဟုတ်ပြီဟိုစစ်လောက်ဆိုတော့ကြာlistening စစ်လောက်မျိုးစစ်ကိုတော့ reading လောက်ပဲပြောရမလားဘာလို့စဉ်းစားနေအဲ့နော် listening ရဆိုရင် listening ဆိုပြန်စဉ်းစားနေ ဟုတ်ချင်ဟုတ်ဖတ်တော့ဖတ်ကြည့်ပါဦးမယ်ရှင် ဟုတ်ပြီ reading ကျွဲ ဟုတ်ကဲ့ရေ โอเคအဲ့ဒီရလောက်ပါပဲね오늘수고했어요ဟုတ်ကဲ့ကြီးနေ감사합니다